dai usiga sabu nirana Down dai hi Chong dai chi ye Nayaka chomo Thi ashin Yinya wonga Duren sayaro Duren sayaro Buddha Tirana Lempia nyongja Jimali Mitaro aide jam Tadi apo Nai asame Jishin sayaro Sabu yerana Tang dai hi Chang dai chi ye Nayaka thimo Thi ashin Yinya wonga Duran sayaro Duran sayaro Buddha Ditana Lempia nyongja Mitaro ira jao Tabhi po Anai asame Jishin sayaro Tora Wila ne pama Aida ko pe Among queen lo neon piazi Kong bao piawi Nanye no asoyaga Saka uzo Tatama so tika daza Kamatana sariya Wete say Domya Alukenga yashi gelo Trumye tempo Bada ye tarana ye Parahita achumya meow Swan sound pelo Shi kudo ho The town te young mayaba A count young la San chezwa Potong Kamatana Sriya Where does it go ya Alukanga yashi yelo Tunya tempo Bada itarana yi Prahita achumya meow Swasa pilu Shikudu ho The town te young mayawa A count young laga Sanchezwa Pochunge no Damasakunya Allah tuja Mingala tene myale Pwele lo do de aung jan sao Sabu yerana
ဒနာတရားမြတ်ပါစေရနာတန်စွာကြည်ရွာဖြတ်ကသီလကုံသမာဓိကုံပညာကုံ၏ဆုံးလင်းပြေဝတတ္တမသောတိကတစားဖတ်တံဒပညာဝတ္တမထေဆရာဓမ္မပလီနံကိုကြွားများတရားမြတ်စေတိုက်တွေ့တော်မူပါဖယာဝါဟိတာစကားအရာပြပမတို့နာမချုံမြမလူရသုဒမြစကားတရားဖြစ်စီခွဲဝီချင်းစာဝါစာစိတ်တရားကုန်တော်ရှိတော်မူသောစိနာအာလဝကပကဘေမနာလာဂီရိစသည်မြောက်စွာဖွဲတရားရ၌အမြဲတမ်းနိုင်ယူအောင်တော်မူညို့ဖူးလို့ဖြင့်ဂုဏ်ယူပြီးတဲ့အိုကျေးဇူးတော်ရှင်ရှင်တော်မြတ်ဗျာဘဂဝါရှင်ရလို့မဆောင်တကူတော်လုံးချက်တရီလက်နာတော်ရီမုံချေသည်ဘုံကျွဲထူချရှင်တော်မြတ်ဗျာသည်ဝါဂီတဝါဂီတော်စကားဝကြအခွက်လာအောင်မြတ်ဟာညွန်ချစကားနိုင်နေပြိုင်မဲ့ခင်းတော်မူသည်ဖြစ်၍သာရဝန္ဒီယချိုးဤစိတ်အစီရှုံးဆိုအကားကိုဖဲထိပ်ပဲတလားလားသဖြင့်တဘာဝအတိအနိတရရှိရကြသောဘာသာယမယောလုံးမထင်လုံးအစွန်းနှစ်ဖက်လို့စင်ရဝချုံကြီးအတိညာလေးဟောဖို့မြင့်မြတ်သောတရားတော်စကားဖော်လို့ဖြင့်ဣမလောကယမနဲ့လူကဘာသူကဘာသာအောင်ကျမ်းစာမချင်ရရှိမြတ်တိဤတတ္တလောကကြီးကိုဥပါကာတိ1500ကိလေသာတွေချွလွဲလျက်ဘုထေမကေတင်တကယ်မြင်သိပေါဖို့ထိရောက်ပါစေမလူတန်းကျိုးပြုတော်မူနိုင်ငယ်ပေသည်ဖျားဗန္ဒီရှင်လူလောကသောကြောင့်ဟောပြသွန်သည်
တာကရုဏာရှိတာကျေးဇူးတော်ရင်ဆရာတော်ရှင်မြတ်ဖရာသည်နောမကံရှင်ဖရာမျက်မှောက်လာရောက်နာကြတပည့်တော်မတို့၏မုတ်တိယလောဘဒေါသမောဟကိုခွာဘုနာတိဝတွင်မှလွတ်ခင်းမှုရန်လုံငါတန်တမမယောလုံးမထင်လုံးအစွန်နှစ်ဖက်လုံးစင်ရဝချမ်းကြီးအတိညာဘေးဟောဖို့မြင့်မြတ်သောတရားဤသနာတော်နောမကံဝါဒနာပါဠိယမကဝေဒာဝိနည်းစင်သွင်းရမျိုးဘုရားတပည့်တော်မတို့အားဒီတိတုကရုဏာရှိတာမေတ္တာအားဖြင့်စကားချုံမြမလို့ရဆိုသမျှစကားတရားဖြစ်စီလက်ချွေရဖို့ဟောကြားတော်မူပါကျေးဇူးတော်ရင်ဆရာတော်သခင်အရှင်သူမြတ်ကြီးဖရာဒီနေ့သာသနာတော်နှစ်2569ခုနှစ်ကောဇာတက္ကရာ1389ခုနှစ်နေုံလပြည့်ကျော်3ရက်နေ့ခရစ်နှစ်2025ခုနှစ်ဇွန်လ13ရက်တောက်ကြနေ့ညချမ်းအချိန်ဘေဂုရလီလာကြီးတိုင်ဦးမြို့နယ်အမှတ်6ရပ်ကွက်9လမ်းတွင်တည်ရှိသောတိုင်ဦးမြို့ကုန်းဆောင်တိုင်မြို့သားအသေးခွဲစိတ်အထူးကုဆရာဝန်ကြီးပါမောက္ခဦးတန်းလွယ်ဦးဆောင်လူရန်တီထောင်ထားအပ်သောဒေါ်ခင်ချစ်ဓမ္မယုံနှင့်အနန္တဂုံဤကုသိုလ်ပြုစေကမ်း၌ဆင်ရင်ကျင့်ပါအပ်သောဆရာကျေးဇူးဆက်ရည်စုကုသိုလ်ပြုဓမ္မသဘင်ဝေဘဝတန္တရာအဆက်ဆက်ကဆွေဟောင်းမျိုးဟောင်းတော်ဆက်ခဲ့ကြဘူးကုန်သောယခုဘဝဤစွမ်းသင်္ကန်းကြောင့်စီပစ္စည်းလေးပါးတရားဓမ္မပေါင်းသူတော်ကောင်းတို့နှင့်အနန္တကျေးဇူးတော်ရှင်ကောတာတော်ရဆရာတော်ဘုရားကြီးတို့အားကျေးဇူးတုံ့ပြန်ပေးဆက်သောအားဖြင့်ယနေ့ညဘုန်းကြီးတို့ကျေးဇူးဆက်ဟောကြားမယ့်တရားတော်ရဲ့အမည်လေးအရင်မှတ်လိုက်ပါအတိကောင်းဖို့အတိလွတ်ဖို့တဲ့ပြိဿပြောပါတယ်လေအစောအတိကောင်းဖို့အတိလွတ်ဖို့တို့ညီပေးထားတဲ့ဓမ္မကထာဒေသနာတော်ကိုဟောနာကြည်ညိုကြပြီးဖြစ်ပါ၍တရားမောကြားကြသည်မိတရားမနာကြားကြသည်မိယေရှုဂုဏန္တာကြီးမားလာတဲ့ဘုရားတရားတန်ခါယရနာတော်မြတ်သုံးပါးတို့ရဲ့ဂုဏ်တော်ကိုအာယုပြုရှိခိုးကြတော်လို့တရားပွဲစတင်ဖွင့်ကြရအောင်အလုံးကိုစီလောက်ချီပြီးတော့ဘုန်းကြီးတို့တိုင်ပြီးတဲ့နောက်ကညီညာဖြတ်ဖြတ်ရွတ်ဆိုပူဇော်ကုသိုလ်ယူကြရအောင်ဗုဒ္ဓမြတ်ဗုဒ္ဓဂယုဏရှင်မြတ်ဗုဒ္ဓမြတ်စွာဘုရားဆိုသည်မှာတတဝါမြာကျူတွတ်တာစေပြပါရမီဖြည့်စည်းဘူးလမ်းကောင်းညွန်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်သူမို့ဥညောခဖယားဂုံမြာရည်စုကလေးမြတ်လာစွာရှိခိုး၏
ဗုဒ္ဓံဝန္တာမိဘဖယဓမ္မဓမ္မမြတ်ဓမ္မဗုဒ္ဓဟောပြမြတ်ဓမ္မဓမ္မတရားဆိုသည်မှာဒုက္ခပင်လေကြီးရေမှာမြစ်မြုပ်မျောရှာတတဝါများကဲတင်တလို့မြတ်တရားမြတ်တရားမို့စိတ်ညောခာတရားကုန်မြဤစုကလေးမြတ်လာစွာရှိခိုးဤဓမ္မဝန္တာမိဘဖယသံဃသံဃမြတ်သံဃဗုဒ္ဓသာဝကမြတ်သံဃသံဃာယဟံဆိုသည်မှာဗုဒ္ဓဓမ္မအဖျားဖျားသင်ယူခြင်းကတာဝန်ထံသာသနာပြုမြတ်ယဟံမြတ်ယဟံမို့ဥညောခာသံဃာကုန်မြဤစုကလေးမြတ်လာစွာရှိခိုးဤသံဃံဝန္တာမိဘဖယအဘိဓိယောဝိဝဇံတုသောကောရောဂဝိနတတုမာတိဘဝတုန္တရာယတုခိတိကာယုဩဘဝသဗ္ဗိတိယောလုံးစုံသောဘေးဥပတ်အန္တရေယောဂဘုဒ္ဓမြတ်ပေါင်းတို့သည်ဝိဝဇံတုရှောင်းလွဲပြောင်းပြကြပါစေကုန်သောဘောဇသောကတရားသည်၎င်းရောဘောဇကအနာယောဂတို့သည်၎င်းဝိနတတုပပြောင်းကြပါစေအန္တရာယဘေးရန်အန္တရေပေါင်းတို့သည်မာဘဝံတုမကြမရောက်ကြပါစေကုန်လင့်ဒုက္ခိဒုက္ခိတံကိုယ်စိတ်နှဖျားချမ်းသာချမ်းသာဝန္တာကြကုန်သည်ဖြစ်၍ဒီဃာယုကတရားတံကိုကျော်လှမ်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်တော်မူကြပါစေကုန်သတည်းအားလုံးပဲပင်နာတစ်ဆောင်ရွှေ့ပြောင်းပြီးတော့တက်တောင့်တတာရှိတော့ချမ်းသာသောဣရိယာပုများဖြင့်ရောင်းရင်ထမ်းပြီးတော့ဟောကြားလက်တတ်သောတရားတော်များကိုယူသေးစွာဖြင့်နာယူမှတ်သားနိုင်ကြပါမည်။ဒီကလေးကိုထိုင်လို့ကထိုင်ပွဲပြုပါလေ။တရားပဲစပြီးလို့ကျင်ညာတဲ့အချိန်မှာဘုန်းကြီးတို့နာယီက7နာရီနဲ့25 7နာရီခွဲပဲထားပါတော့ဘုန်းကြီးတို့တရားသားကြီးပဲတနာရီအတွင်းပြီးအောင်ဟောပြီးတော့9နာရီခွဲမှာတရားသိနေပါမယ်နော်အဲ့တော့ဒီကနေ့ဓမ္မသဘင်ဒီဇေယကျေးဇူးဆက်တဲ့ရည်စုကုသိုလ်ပြုပွဲအဲ့တော့ဒါနကျေးဇူးတော်ရှင်ကောတာဆရာတော်ဘုရားကြီးနဲ့ဘုန်းကြီးတို့ဒိုင်ဦးမြို့ကုံဆောင်ဒိုင်ဦးမြို့ရဲ့လွန်မတန်းအားထားရတဲ့ဆရာကြီးမောက်ကဦးတန်းလွင်တို့ဒီပြိတ္တိကြီးဘဝကပဋ္ဌာန်းစတိအကြောင်းဆက်အကျိုးဆက်တွေရှိခဲ့တယ်လို့ပြောရင်ပြိတ္တိမှန်မှန်လားဆရာတော်ဘုရားကြီးဖြစ်ပေါ်နေတဲ့အနာရောဂါဝေဒနာတွေကိုဆရာကြီးကကုသပေးဆရာကြီးနဲ့ကုသပေးရင်ဆရာကြီးရဲ့မေတ္တာစေတနာတွေကိုသိမြင်
ကိုမျိုးကိုရွာဇာတိမြေကိုအပတ်စဉ်စနေနေ့တိုင်းအခမဲ့ကုသိုလ်ပြုစေကံဖွင့်ပြီးတော့မှကုသိုလ်ပြုနေတာကိုသိတဲ့အခါဆရာတော်ဘုရားကြီးကိုယ်တိုင်လည်းပဲဟောဒီအနန္တဘုံကြီးကုသိုလ်ပြုစေကံကြီးရဲ့အပေါ်မှာအလွန်အမတန်မှပြိဿရဲ့စိတ်ပါဝင်စားမှုအားကြီးစွာမဖြစ်ခဲ့တာလားဖြစ်ခဲ့တာဆရာကြီးနဲ့ဘုံပေါင်းပြီးတော့မှဆရာတော်ဘုရားကြီးသက်တော်ထင်ရှား80တုန်းကလည်းပဲပြိဿရဲ့တိုင်မရောမှာဆရာကြီးကိုအကူကြီးတောင်းပြီးတော့မှပုံမှန်လေးပဲဒီလိုပဲကုသိုလ်ပြုစေကံတွေဆရာတော်ဘုရားကြီးဆရာကြီးဥဒ္ဒလုံးနဲ့ပူးပေါင်းပြီးတော့ပြိဿရဲ့မဖွင့်ခဲ့တာလားဖွင့်ခဲ့တာလားယောဂဝိညာဉ်ရှင်ပေါင်းများစွာကျမ်းမာရေးစောင့်ရှောက်မှုကုသိုလ်တွေလည်းပြိဿရဲ့မပြုခဲ့တာလားပြုခဲ့တာလားပြုခဲ့တယ်အဲ့လိုဆရာကြီးနဲ့အကြောင်းဆက်အကျိုးဆက်တွေရှိရာကနေပြီးတော့မှနော်ဟောဒီအနန္တဂုံကြီးကုသိုလ်ပြုစေကံကြီးကိုဆရာတော်ကြီးကိုယ်တိုင်ကြွရောက်ကျမ်းမာရေးပရိသေပင်နေလာရောက်ပြီးတော့အလှငွေတွေလှူရင်းကနေပြီးတော့ဆရာကြီးကအမိကျေးဇူးဆက်တော်အားဖြင့်မိခင်ကြီးအသက်ရှိထင်ရှားရှိစဉ်တုန်းကနေထိုင်ခဲ့တဲ့ဒီချမ်းကြီးမှာကျေးဇူးစွာဒေါခင်ချစ်ဓမ္မယုံဆိုပြီးတော့မှဗုဒ္ဓယုတ်ပွားဆင်းရဲတော်များနဲ့တကဝအမိကျေးဇူးဆက်တော်အားဖြင့်ပရိသေကြီးပထမဦးစွာဒေါခင်ချစ်ဓမ္မယုံဆိုတဲ့ကုသိုလ်ကောင်းမှုခြေလှမ်းတစ်စားခဲ့တယ်အဲ့ဒီချိန်လာကနေပြီးတော့မှဒုတိယတစ်ဆင့်တက်ပြီးတော့မှအနန္တဂုံကြီးဖောင်ဒေးရှင်းကြီးထူထောင်ပြီးတော့ပရိသေရဲ့အနန္တဂုံကြီးကုသိုလ်ပြုစေကံကြီးဖွင့်ပြီးတော့အပတ်စဉ်ကုသိုလ်တွေပြုနေတာကိုကြည်ပြီးတော့ပရိသေရဲ့ကုသိုလ်ကိုရှာဖွေနေတဲ့ပုဂ္ဂိုလ်တွေဆိုတော့ဟောဒီဒေါခင်ချစ်ဓမ္မယုံကြီးမှာယဟန်ရှင်လူပြည်သူအပေါင်းတို့ဘုံမြော်ကြည်ညိုကုသိုလ်တိုးပွားစေဖို့ဆိုပြီးတော့မှဆရာတော်ဘုရားကြီးကအခုဘုန်းကြီးတို့ခုတွေ့နေရတဲ့ပရိသေရဲ့နော်ဟိုယိုရီးယားကနေပြီးတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေပြီးတော့ညဖျားနှစ်စုကိုပရိသေတ်ဆရာတော်ဘုရားကြီးကဟောဒီစေကံကြီးရဲ့မှာတို့တိုင်းဥဒ္ဒတိုင်းဥသားတွေနော်ဝေယဝိဆကုသိုလ်ရှင်တွေဟုတ်လားအနန္တဂုံကြီးကုသိုလ်ပြုစေကံကအဖွဲသူအဖွဲသားတွေနဲ့အပတ်စဉ်စေဝါကုသမှုလာရောက်ခံယူတဲ့ယောဂဝေဒနာတွေဝေဒနာရှင်တွေဘုံမြော်ကြည်ညိုနိုင်ဖို့ဆိုပြီးတော့ဆရာတော်ဘုရားကြီးကပရိသေတ်ဟောဒီမှာဗုဒ္ဓရုပ်ပွားနှစ်စုလည်းမလူထားတာလားပြုထားတာရှင်းဥစွာဘုန်းကြီးတို့မှတ်ထားတာ3ရက်5လ2024မှာပထမဦးဆုံးတဆုစလူတဲ့အဘယယာဇမုနိဗုဒ္ဓရုပ်ပွားတော်ကြီး3ရက်5လ2024မှာပြင်ဆောင်ပြီးတော့4ရက်5လ2024မှာအနေကစားတင်အပင်စင်ရင်ကျဲပါလို့ပြည်သက်ချလူရန်နဲ့ဒုတိယတစ်ချိန်သဘုရင်းရွှေလာဘမုနိဗုဒ္ဓရုပ်ရှင်တော်မြတ်ကို12ရက်9လ2024မှာပြင်ဆောင်ပြီးတော့13ရက်9လ2024မှာဗုဒ္ဓဘိသေကအနေကစားတင်ပြီးတော့ရေသက်ချလူရန်နဲ့အဲ့ဒီဘုရားအနေကစားတင်တဲ့ရေသက်ချအလူပွဲမှာဆရာကြီးကုသမယ်ကနေဘုန်းကြီးတို့ဇောရနာဆရာတော်ကတို့ကလေးနဲ့လူရင်းလူရှင်းပြီးရေသက်ချတရားချင်းမြင့်ပေးပါဘုရားဆိုတော့ဆရာတော်ကြီးရှေ့မောက်မှာပဲဘုန်းကြီးတို့ရေသက်ချတရားချင်းမြင့်ဝင်တဲ့ပြိဿရေမရခဲ့ဘူးလားရခဲ့ပြီအဲ့တော့ဒါကိုအကြောင်းကျိုးဆက်ပြီးတော့မှမတက်ကဆရာတော်ကြီးရဲ့မွေးနေ့မှာတို့ဘုရားအနေကစားတင်လုံးကတရားဟောပြီးတဲ့ဇောရနာဘုန်းကြီးလေးနဲ့နော်ဆရာတော်ကြီးရဲ့မွေးနေ့ဓမ္မသဘင်စင်ရင်ကျင်းပမယ်ဆိုပြီးတော့ဆရာတော်ကြီးနဲ့ဆရာကြီးဥတန်းလွယ်လို့ပြိဿရေမစီစဉ်ခဲ့ဘူးလားစီစဉ်ခဲ့တယ်ဒါတိုင်ဦးကအနန္တဘုံကြီးဖွဲ့သူဖွဲ့သားတွေကလည်းကားနှစ်စီးသာလောက်ရှိတယ်ဒီနေ့တိုင်မျိုးကအမျိုးတွေလာတယ်လို့ပဲအဲ့ဒီတရားပွဲလိုက်ကြမယ်ဆိုပြီးအားခဲပြီးတော့စီစဉ်ထားတော့လည်းပဲနေမြေအခြေအနေအရာပြိဿရေတရားပွဲကျင်းပမယ်အစီအစဉ်ကိုမရွှေ့လိုက်ရဘူးလားရွှေ့လိုက်ရတယ်ရွှေ့လိုက်ရတယ်ရွှေ့လိုက်ရရင်ရွှေ့လိုက်ရများတော့လည်းပဲဆရာတော်ဘုရားကြီးနဲ့တကွာဆရာတော်ဘုရားကြီးရဲ့တတိသားသမီးတွေရဲ့ရင်ထဲနှလုံးသားထဲမှာဒီဓမ္မသဘင်စင်ရင်ကျင့်ပါဖို့ဆိုတဲ့ကိစ္စဒီပရိသေတ်ကြီးကုသိုလ်ပြုတဲ့အာယုန်ဒီပရိသေတ်ကြီးနော်အဓိပတိတက်ပြီးတော့ဆရာတော်ကြီးရဲ့စိတ်ထဲမှာလည်းငါဝိနည်းတရားပဲလုပ်ချင်တယ်ညတရားပဲကြီးလုပ်ချင်တယ်ဆိုတဲ့စိတ်ကလေးပရိသေတ်ကြီးပြင်းပြစွာနဲ့ထက်သန်စွာနဲ့မဖြစ်ခဲ့တာလားဖြစ်ခဲ့တာဖြစ်ခဲ့ပြီဖြစ်ခဲ့အဲ့လိုဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီကနေ့ဆရာတော်ဘုရားကြီးဘဝနဲ့ကြောင့်ရွှေ့ပြောင်းသွားပြီဆိုတဲ့အခါနော်တတိသားသမီးတွေကဆရာတော်ကြီးအတွက်တလားပြည်ကုသိုလ်ပြုပွဲမှာညတရားပွဲကျင်းပခြင်းပါလေသဘုရနာဆရာတော်နဲ့ညတရားပွဲကျင်းပခြင်းပါလေလို့ဆရာကြီးတို့ကနော်
ဆရာကြီးဦးသန်းလွင်ကိုအကူအညီတောင်းပြီးမယ်ဒီမှာမိုးလေဝသအခြေအနေအရဆရာလေးရဲ့အဲ့တော့ဒီလိုပွဲတော့တလားဒီကုသိုလ်ပြုပွဲမနက်ခင်းမှာပဲတဝေနာဆရာတော်ကိုရည်သက်ချတရားလေးချင်းမြင်ခိုင်းပြီးတော့ညတရားပွဲကိုနောက်နေ့ဆရာတော်ကြီးရဲ့မွေးနေ့ကြမှာကော့တာမှာကျင်းပကြတာပေါ့လို့ပထမအစီအစဉ်ကပြိတ္တိဒီလိုလေးမစီစဉ်ထားဘူးလားစီစဉ်ထားတယ်ဆရာကြီးကလည်းဘုန်းကြီးကိုဖုန်းဆက်တယ်မနေ့ကဆရာတော်တဲ့အဲ့ဒါကော့တာမျိုးတွေလူ20လောက်လာနေတဲ့အဲ့အစဉ်ပြေမယ်ဆိုရင်ဆရာတော်ကျောင်းမှာလူ20တဲခုလို့ဆရာတော်ဆောက်ရှောက်ပြီးပါရတယ်ဆရာကြီးဘာမှမပူနဲ့ဆိုပြီးဘုန်းကြီးတို့လူ20စာပထမစီစဉ်ထားပြီးအဲ့ဒါမနေ့တော့ဘုန်းကြီးတို့ passport တန်းတိုးဖို့ဘိုးသွားနေလို့ဆရာကြီးရှိကဖုန်းချောက်ဝင်လာတယ်ဆရာတော်ဗျာတဲ့အဲ့ပရိသတ်ကကောတာကကြီးပဲ60လောက်အနည်းဆုံးရှိမယ်ဗျာတဲ့အဲ့တော့ပြီးတော့စဉ်းစားကြည့်တယ်တဲ့ဆရာတော်ကြီးကလည်းပဲဆန္ဒရှိတယ်တတိသားသမီးတွေကလည်းဆန္ဒရှိနေတယ်အဲ့တော့ကောတာကလာတဲ့60 90လောက်တော့ပရိသတ်နဲ့ပြီးတော့ဒီကအနန္တဂုဏီကဝေယဝိဇ္ဇအဖွဲ့သားတွေနဲ့ပေါင်းပြီးတော့ဆရာတော်ကြီးရဲ့ဆန္ဒလေးနဲ့ပြည့်သွားအောင်တတိသားသမီးတွေလည်းကိုယ်စိတ်ချမ်းမြေသွားအောင်ဒီပရိသတ်လေးနဲ့ပဲညတရားဝေလေးတတိတော်ကိုကျင်းပခြင်းပါတယ်ဖေယားလို့ပရိသတ်ဆရာကြီးကမလျှောက်ဘူးလားလျှောက်တာအဲ့ဒါဆိုရင်ကောင်းတာဘောတကားကြီးရဲ့ဆိုပြီးတော့ဘုန်းကြီးလည်းကျောင်းမှာလူ20သာစီစဉ်ထားခဲ့တယ်ဘုန်းကြီးကဘကိုးရောက်နေတယ်အဲ့တော့နောက်ပိုင်းကိုဖုံးဆက်ပြီးတော့မှ60စာထပ်ပြီးတော့ပြင်ဆင်ပြီးတော့ပြိတ္တိအတတ်နိုင်ဆုံးတော့ဘုန်းကြီးတို့အစဉ်ပြေအောင်တော့စီစဉ်ပြီးပါတယ်လိုအပ်ချက်တွေရှိခဲ့ရင်လည်းနော်ပေါ်တာမျိုးတွေဒီခံပါလို့ဘုန်းကြီးကမြတ်တာလက်ခံတယ်နော်မကြည်လိုက်ရင်ဝါရင်းတရားစကန်ကပြန်လာပဲအဲ့ဒါရင်နော်ရေစုံပြီးစုံမနက်စာနေပြီလားအကုန်အပြည့်စုံနဲ့ဘုန်းကြီးတို့အဲ့ခံတယ်နော်အဲ့တော့ဗာလိပြောကြလဲဆိုတော့ပြိတ္တိဒီကနေ့ပေါ်တာက60 90လောက်ပြိတ္တနဲ့ရန်ကုန်ကပြိတ္တနဲ့နန္ဒဘုံကြီးဖောင်ဒေးရှင်းကအဖွဲ့သူအဖွဲ့သားတွေနဲ့ဒီကနေ့ညတရားဝေလေးဆင်ရင်ကျင်းပါတော့ဆရာကြီးနဲ့စကားပြောပြီးတယ်တို့တိုင်းလူကနေပြီးတော့တနက်ကအပြန်ကြရင်တွေ့ပါလိမ့်မယ်ကြိုက်ချိုးလို့ကြိုက်ကော်လို့ရောက်ရင်လေဘုန်းကြီးတို့အမြဲတမ်းကြိုက်ပြီးသွားရင်အပြန်ကြရင်အမြဲတမ်းဝယ်ရတယ်ဘာဝယ်ရလဲဆိုတော့ကြိုက်ချိုးလို့ကြိုက်ကော်လို့ဟိုကောင်းကြိုက်မုံဆိုင်တို့လက်ဖက်ရည်ဆိုင်တို့မှာမုံတစ်မျိုးရှိတယ်ပရိသတ်ကြီးဘာမုံလဲဆိုတော့ကြပြားကြရာမုံဘာမုံကြပြားကြရာမုံဆိုတာဘုန်းကြီးတို့တိုင်ဘူးလို့ဆိုရင်ဘိန်းမုံလို့ပါပဲအထက်ပြီးအောင်ပြီးနေပဲသူကကိုထူတယ်ထောပတ်များဟုတ်တယ်လားဘုန်းကြီးလည်းကြိုက်တယ်နော်ဆရာလေးဒီနောက်ဝိုင်းဝယ်ခဲ့အဲ့တော့အဲ့ဒီမုံကြီးဘာမုံလို့ခေါ်လဲကြပြားကြရာမုံဘာမုံလဲအဲ့ဘုန်းကြီးကစဉ်းစားပြီးတယ်ဩဒီနေ့တရားပွဲဟာလည်းပဲဘာတရားပွဲရောတရားပွဲဘာတရားပွဲလဲအဲ့တော့သကူရနာမှာစီစဉ်ရတာလေဘယ်လိုစီစဉ်ရတာလဲတရားပဲစီစဉ်ရတာဝေယဝဆတွေလည်းမပုံပြီးတော့ကျောင်းကယောဂလည်းဒီလားရှင်ဆရာလေးနှစ်ပါးနဲ့ဒီလူ60 90စာအတွက်ကိုဘုန်းကြီးကလည်းမရှိဖုံးနေပဲစီစဉ်ရတာဆိုတော့ရေတော်၎င်းမီးတော်၎င်းဆောင်းချင်အောင်တော်၎င်းလိုအပ်မှုတွေရှိခဲ့ရင်ဘုန်းကြီးတို့အထူးပဲအားတော့အားနာပါလေလို့ပြစ်တိုင်လက်ခံပါတယ်နော်အေးဒါကြောင့်မလို့ပရိသတ်ကြီးဒီကနေ့နော်တရားပွဲဒီအဲ့ဒါတခြားတရားပွဲလားကြပြတရားပွဲလားအဲ့ဒီကြပြတရားပွဲမှာဘုန်းကြီးတို့ဟောဖို့တည်ထားတဲ့တရားနာမည်ကအတိကောင်းဖို့အတိလွတ်ဖို့ပြောပါရဲ့လေအတိကောင်းဖို့အတိလွတ်ဖို့ဆိုတဲ့တရားမဟောခင်ပရိသေမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်တတော်ထေရှားရှိစဉ်အခါတုန်းကကပိလဝဒီနိရောဓရုံအကြောင်းမှာဘုရားရှင်ကိုယ်တော်မြတ်တရင်သုံးတော်မူနေတဲ့အခါပရိသေမဟာနန္တာကိဝေမင်းကြီးကနေတိုင်းဘုရားကျောင်းကိုလာကျောင်းမှာတနေ့ကုန်တရားနာတရားအားထုတ်တရားနှလုံးသွင်းပြီးတော့ညနေမိုးချုပ်ပြီဆိုတော့ကနန်းတော်လေးကိုပြန်ပြီးရှိတယ်။မနေ့စောစောဆိုရင်ကျောင်းကိုလာကျောင်းမှာတရားနာတရားနှလုံးသွင်းတရားအားထုတ်ညနေနေဝင်ကြီးတရောနေရိုင်းသွင်းချိန်လောက်ကြာမှပြိတ္တိနန်းတော်လေးကိုပြန်ရင်းတယ်။တခုသောနေ့မာနန္ဒာကြီးဝင်းမင်းကြီးနန်းတော်ကိုပြန်တဲ့လမ်းမှာပြိတ္တိစင်ချမ်းပြင်းချမ်းနေနဲ့တူတယ်။ဘာတွေနဲ့တူလဲ။ပြ
ဒီနေ့ခေတ်လို့ဆိုရင်စီးမရှိကမ်းမရှိမောင်းနေတိုင်းမောင်းနေတဲ့ဆိုင်ကယ်ဒီကားတွေနဲ့တိုးတယ်ပဲတိုးမှာပေါ့နော်စင်ញမ်းမြင်းတဲ့နေနဲ့တိုးတော့သူ့ကိုစင်နေမိမယ်လို့မြင်းနဲ့တိုက်မိမယ်လို့ဖြစ်တဲ့အခါရုပ်တရက်မဟာနန္ဒာကြီးဝိမင်းကြီးကကြောက်ရွံ့တဲ့စိတ်ဖြစ်တယ်။ဘာစိတ်ဖြစ်လဲ။ကြောက်ရွံ့တဲ့စိတ်ဖြစ်တယ်။အဲ့ဒါနဲ့ညာအိယာတွေရောက်တော့ပြန်စဉ်းစားတယ်။အော်ညနေတုန်းကဘုရားကျောင်းကပြန်လာတဲ့အချိန်မှာငါစင်ញမ်းမြင်းညံနေနဲ့တိုးပြီးတော့ငါကိုစင်နေခံရတော့မလို့မြင်းနေတန်နေခံရတော့မလို့ဖြစ်တဲ့အချိန်မှာငါဒီဘုရားတရားတန်ကယရနာ၃ပါးကိုမေ့ပြီးတော့ကြောက်ရွံ့တဲ့စိတ်ကြီးအလွန်အင်မတန်ဖြစ်ခဲ့ဘူးလေအကယ်၍များစင်နေခံရမှာမြင်းနေခံရမှာကြောက်တဲ့စိတ်နဲ့များအဲ့ဒီအချိန်စင်နေခံရလို့မြင်းနေခံရလို့ငါဘဝတစ်ပါးများပြောင်းသွားခဲ့မယ်ဆိုရင်မကောင်းတဲ့ဘုံဘဝများရောက်သွားလေရော့မလားလို့မဟာနန္ဒာကြီးဝိမင်းကြီးညအိယာဝင်းရင်နဲ့ပြိဿရေမတွေးမိဘူးလားနောက်တနေ့မနေ့မိုးလင်းတော့ပြိဿရေထုံးစံအတိုင်းပဲဘုရားကျောင်းကိုတွားပြီးဘုရားရှင်ကိုယ်တော်မြတ်ရှင်ရောက်တဲ့အခါမြတ်စွာဘုရားကိုယုတိစွာလက်ဟုတ်ချင်းရှစ်ခိုးပြီးတဲ့အခါလျှောက်တယ်မှန်လားပါဘုန်းတော်ကြီးတော်မူတော်မြတ်စွာဘုရားတပည့်တော်လေးမနေ့ကညနေတုန်းကဘုရားကျောင်းတော်ကနေနန်းတော်လေးကိုအပြန်မှာစင်ချမ်းငြိမ်းချမ်းနေတဲ့တိုးပါတယ်ဘုရားစင်ချမ်းငြိမ်းချမ်းနေတဲ့တိုးပြီးတော့စင်နှင်းခံရမလို့ငြင်းနှင်းခံရမလို့ဖြစ်တဲ့အချိန်မှာတပည့်တော်အလွန်အင်မတန်ကြောက်ရွံ့ထိတ်လန့်သွားပါတယ်ဘုရားအဲ့တော့ညကအိပ်ရတဲ့ရောက်တော့ပြန်စဉ်းစားပြီးတယ်အဲ့ဒီလိုစင်ချမ်းငြိမ်းချမ်းနေတဲ့တိုးပြီးတော့ကြောက်ရွံ့ထိတ်လန့်စိတ်တွေဖြစ်နေတဲ့အချိန်များဘဝတော်ကွယ်လွန်သွားခဲ့ရမယ်ဆိုရင်တပည့်တော်မကောင်းတဲ့ဘုံဘဝများရောက်သွားပြီရောမလားလို့တပည့်တော်တွေးပြီးပါတယ်ဘုရားလို့မဟာနန္ဒာကြီးဝိမင်းကြီးကမြတ်စွာဘုရားကိုပြိဿရေမလျှောက်ဘူးလားအဲ့ဒီလိုလျှောက်တဲ့အခါမှာပြိဿရေမြတ်စွာဘုရားကမာဘာယိမဟာနာမမာဘာယိမဟာနာမမဟာနာမမဟာနာမမဟာနန္ဒာကြီးဝိမင်းကြီးမာဘာယိမကြောက်လိုက်ပါနဲ့တရားကြီးတယ်ခင်ဗျားဘာမှမကြောက်လိုက်ပါနဲ့ဘာကြောင့်မကြောက်လိုက်ပါနဲ့ဘာကြောင့်မကြောက်ရတာလဲဆိုတော့ပရိသတ်ကြီးမြတ်စွာဘုရားကဥပမာပေးတယ်။တရားကြီးတယ်မြေအိုးတစ်လုံးသွားယူတယ်။မြေအိုးတစ်လုံးကိုယူပြီးတော့အဲ့ဒီမြေအိုးတွေကိုထောပတ်စီအပြည့်ထဲမြေအိုးတွေကိုပါပြီးထက်ထောပတ်စီအပြည့်ထဲတဲ့မြေအိုးကိုဘုနာကကောလိယချောင်းလေးကိုယူသွားပြီးရင်အဲ့ဒီအိုးကိုပရိသတ်ကြီးအဲ့ဒီကောလိယချောင်းလေးကိုဆင်းပြီးတော့မှတခါတည်းအိုးကိုရိုက်ခွဲလိုက်ပရိသေအိုးကိုရိုက်ခွဲလိုက်မယ်ဆိုရင်အိုးချမ်းခွဲတွေကရေမျက်နှာပြင်အထက်ကိုတက်နေမှလားရေအောက်ကိုမြုပ်သွားမှလားအဲ့ဒီအိုးထဲမှာထည့်ထားတဲ့ထောပတ်စီတွေကတော့ရေအောက်မြုပ်သွားမှလားရေမျက်နှာပြင်အထက်ကိုပေါ်နေမှလားအကယ်၍များမြေအိုးတအိုးလေးကိုကြောက်စရစ်ခဲတွေအပြည့်ထည့်ပြီးတော့ယူသွားပြီးတော့ရိုက်ခွဲလိုက်ရင်အိုးချမ်းကွဲနေတဲ့ရေအောက်မြုပ်သွားတယ်လို့အဲ့ဒီအိုးထဲမှာထည့်ထားတဲ့ကြောက်စရစ်ခဲတွေလည်းမမြုပ်သွားမှလားမြုပ်သွားမှာတရားတော်မှာလက်သာကြီးဝင်မင်းကြီးတဲ့တရားကြီးရဲ့ခန္ဓာကိုယ်ကြီးကမြေအိုးကြီးနဲ့တူပါသည်ဘုန်းကြီးတို့သူတော်ကောင်းတို့ရဲ့ကောတာဆရာတော်ဘုရားကြီးတို့ရဲ့ခန္ဓာကိုယ်ကြီးကပရိသေရေပါအိုးကြီးနဲ့တူဒီကနေ့ကျေးဇူးတော်ရှင်ကောတာဆရာတော်ဘုရားကြီးရဲ့တော်ဝဘုန်းကြီးတို့ရဲ့အသက်ကိုကယ်ခဲ့တဲ့ဆရာကြီးပါမောက္ခဥဒ္ဒလွင်တို့နဲ့အာလုံးသောအနန္တဘုန်းကြီးအဖွဲ့သူအဖွဲ့သားတွေကောတာကဆရာတော်ကြီးရဲ့တားလိမ္မာတပည့်လိမ္မာတပည့်လိမ္မာတွေဒီကနေ့ပြုနေကြတဲ့ကုသိုလ်ကောင်းမှုတွေကပရိသေရေထောပတ်စီနဲ့တူပါသည်ကုသိုလ်ကောင်းမှုကဘာနဲ့တူလဲစောစောကမြေအိုးကြီးကိုရိုက်ခွဲလိုက်တဲ့အခါအိုးချမ်းကွဲပြီးရေအောက်ကိုမြုပ်သွားပြီမဲ့လို့အဲ့ဒီအိုးထဲမှာစုဆောင်းထည့်ထားတဲ့ထောပတ်စီတွေကရေပေါ်ကိုမတက်ဘူးလားအဲ့လိုပဲတရားကြီးရဲ့ခမည်းရဲ့ခန္ဓာကိုယ်မြေအိုးကြီးပြိုကွဲပြီးတော့ခန္ဓာကိုယ်ကြီးကရေကြီးတဲ့ကိုဝင်သွားပြီမဲ့လို့အဲ့ဒီခန္ဓာကိုယ်မြေအိုးကြီးထဲမှာအသက်ရှိစေမသိခင်မှာပြုလုပ်စုဆောင်းသို့ပြီးသိသိခဲ့တဲ့ကုသိုလ်ကောင်းမှုဆိုတဲ့ပါရမီအစီအနှစ်တွေကပရိသေရေအောက်ကိုနစ်မာလာအောက်ထက်ကိုတက်မာလာလူကြီးနဲ့ဒီဓမ္မကြီးနောက်ဆုံးနိဗ္ဗာန်ကြီးအထိပရိသေရေအထက်ကိုမတက်မာလာတက်မာလာရောက်လို့တရားကြီးရဲ့ခ
ဗျားရဲ့တန်တမာခင်ဗျားဘောကတခြားလုံးမှာတကားကြီးစုဆောင်သိသိပြုထားခဲ့တဲ့ကုသိုလ်ကောင်းမှုထောပတ်စီအများကြီးရှိတယ်။ဒါကြောင့်မို့လို့စေနေခံရလို့ပဲဒီဒီမြင်းနေခံရလို့ပဲဒီဒီရုပ်တရက်ရှောင်းတဲ့ခင်အက်ဆီဒန့်တစ်ခုနဲ့ဘုရားတရားမိပြီးတော့သိသွားရပါစေဦးနဲ့ခင်ဗျားရဲ့ခန္ဓာကိုယ်မြေအိုးကြီးကမြေကြီးတဲ့ကိုဝယ်သွားပြီးမဲ့လို့ဟောဒီခန္ဓာကိုယ်မြေအိုးကြီးထဲမှာစုဆောင်သိသိခဲ့တဲ့ကုသိုလ်ပါရမီထောပတ်စီတွေကပြိတ္တရဲ့အထက်ကိုမတက်မှလားတက်မှလားဒီဒါကြောင့်မလို့ပြိတ္တရဲ့ဘုန်းကြီးတို့ရဲ့အနန္တကျေးဇူးတော်ရှင်ကောတာတော်ရဆရာတော်ဘုရားကြီးမြတ်စွာဘုရားရှင်တော်မှရှောင်လွှဲလို့မရတဲ့ပြိတ္တရဲ့တဘဝတခန္ဓာချုပ်ငြိမ်းသွားရတော်လည်းပဲဆရာတော်ဘုရားကြီးရဲ့ခန္ဓာကိုယ်ညီကိုကြီးတဲ့မှာဆရာတော်ဘုရားကြီးနှစ်ပေါင်းများစွာတူပြီးသိသိခဲ့တဲ့ဒါနသီလသမထဝိပဿနာဘာဝနာကုသိုလ်ပါရမီထောပတ်စီပေါင်းများစွာမရှိဘူးလားရှိတာဒါဆိုရင်အဲ့ဒီကုသိုလ်ပါရမီထောပတ်စီကဆရာတော်ဘုရားကြီးကိုယခုဘဝကျပုံမူပြီးတော့အစဉ်အတန်းမြင့်မားတဲ့အထက်လက်ဒီဓမ္မကြီးရောက်အောင်ပြိတ္တကြီးမဖို့ဆောင်ပါလားဖို့ဆောင်ပါလားဒီကနေ့လူတွေကုသိုလ်ကောင်းမှုတွေပြုတယ်ရည်စူးကုသိုလ်ပြုတယ်ဆိုတာကဆရာတော်ဘုရားကြီးမှာကောင်းတဲ့ဘဝရောက်မှဆိုလို့ပြုတာမဟုတ်ဘူးနော်မိမိတို့ရဲ့အပေါ်မှာရှိတဲ့ကျေးဇူးဂုဏ်ကိုအာရုံပြုပြီးတော့ကျေးဇူးဆက်တာဘာလို့လဲတနည်းအားဖြင့်ဆရာလျှောက်ခဲ့တဲ့လမ်းအတိုင်းမိဘလျှောက်ခဲ့တဲ့လမ်းအတိုင်းသားလိမ်မှာသမီးလိမ်မှာတပည့်လိမ်မာတွေကပြိတ္တရဲ့ဆရာရှင်လျှောက်ခဲ့တဲ့ကုသိုလ်လမ်းကိုဆက်လျှောက်တာလို့ပြောရင်မမှန်ဘူးလားဒါကြောင့်ဆိုလိုက်ကထောပတ်အိုးလေရေအိုင်နေယူခွဲနိုင်တော့ခါစီအိုးကိုလေရေအိုင်နေယူခွဲနိုင်တော့အခါအိုချမ်းခွဲတွေအောက်ကိုလီကြာမီပုံပမာထောပတ်စီရီအထက်လီတဏီပုံပမာကိုရုပ်တရားပြိုကွဲသွားကြီးစားခွေစားမှာတရားတရားထုံဝမ်းထားစိတ်ကားအပေါ်တက်မှာသီလတရားထုံဝမ်းထားစိတ်ကားအပေါ်တက်မှာစာကတရားထုံဝမ်းထားစိတ်ကားအပေါ်တက်မှာပညာတရားထုံဝမ်းထားစိတ်ကားအပေါ်တက်မှာမကြောက်ဖို့ယံမဟာနံအမှန်ဟောပြရာဘဝလမ်းမှန်မဟာနံအမှန်ဟောပြရာပေါင်းရာကိုပဲရောက်ရမြေမလွဲဟောပြရာဤမဟာနန္တာကိဝေမင်းကြီးကိုမြတ်စွာဘုရားဟောတဲ့ဟောဒီဥပမာအတိုင်းပဲဘုန်းကြီးတို့ရဲ့အနန္တကျေးဇူးတော်ရှင်ကောတာဆရာတော်ဘုရားကြီးသည်ခန္ဓာကိုယ်မြေကိုကြီးပြိုကွဲသွားတော်လေပဲဆရာတော်ဘုရားကြီးပြုခဲ့တဲ့ကုသိုလ်ပါရမီထောပတ်စီကပရိသေယအောက်ဆင်းမှလားအထက်တက်မှလားဒီနေ့တရားဟောနေတဲ့ဘုန်းကြီးတော်တရားနာနေတဲ့သူတော်ကောင်းတို့တွေရောယာထားတဲ့ခန္ဓာကိုယ်ကြီးကတလိမကွဲမှလားကွဲမှလားဒီဟောဒီခန္ဓာကိုယ်ကြီးမပြိုကွဲသိပြန်မှာဒါနသီလသမထဝိပဿနာဘာဝနာဒီဟုသောကုသိုလ်ပါရမီထောပတ်စီတွေဉာဏ်ဉာဏ်ကြီးစုကြဖို့များများကြီးစုကြဖို့ပြိတ္တအရေးမကြီးဘူးလားအရေးကြီးလားဒါလေးတစ်ချက်မှတ်ခဲ့နော်နောက်တစ်ချက်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ပြိဋိဘံစံဃာနီးပရိသေဒေသစာရီကြွချီလာရင်းနဲ့ဘယ်ကိုရောက်လာတယ်လဲဆိုတော့ဝီလူဝရွာကိုရောက်တယ်ဘယ်ရွာကိုရောက်ဝီလူဝရွာကိုရောက်တဲ့အခါကျတော့ညီတော်အာနန္ဒာကမြတ်စွာဘုရားကိုလျှောက်တယ်မန္တဝဘုရားကြီးတော်မူသောမြတ်စွာဘုရားဒီရွာတွေကဘုရားရဲ့နော်ယဟန်ဒါယကာကြီးဥပဒုတော်အနိစ္စရောက်ကွယ်လွန်သွားပြီမရှိတော့ပါဘုရား
ဟာကျောင်းတက္ကမကြီးဒေါ်ဘသူတော့မရှိတော့ဘူးဆုံးသွားပြီဖေဟာဖေတက္ကမကြီးဥပဒုကတော့နော်တက္ကမကြီးဥပဒုကတော့မရှိတော့ဘူးတက္ကမကြီးဥပဒုကတော့မရှိတော့ဘူးတေကုန်ပြီဖေဟာမလျှောက်ဘူးလားအဲ့လိုလျှောက်တဲ့အခါမှာမြတ်စွာဘုရားကညီတော်အာနန္ဒာကိုမိန့်နေဟဲ့အာနန္ဒာဇာတိဆိုတဲ့ခန္ဓာဇာတိလက်တန်းရရှိလာတဲ့တတ္တဝါမန္တမြတိရာမစံဘူးအာနန္ဒာပြောပါလေတိရာမစံဘူးအာနန္ဒာအရှင်ဘုရားတိရာမစံရင်ဘာစံတယ်လေအေးလူပေါင်းလူဘဝလူလောကကိုတခဏတာပြတ္တခဏအလင်းရောက်လာပြီးတော့လူပေါင်းလူလောကကနေလူပြည်ကနေဘယ်လိုပြန်သွားတယ်ဆိုတာကစမ်းနေဆိုပြီးတော့မှမြတ်စွာဘုရားရှင်ကိုတော်မြတ်အဲ့ဒီမှာပုဂ္ဂိုလ်၄မျိုးအကြောင်းဟောတယ်ပြိဿပုဂ္ဂိုလ်ဘယ်နှမျိုးပြိဿအဲ့ဒီပုဂ္ဂိုလ်၄မျိုးလေးသိအောင်ဆိုလိုက်ပါလာစဉ်ဗလားပြန်ဗလားဖတ်ကွာသူလေတယောက်ပဲလာစဉ်ဗလားပြန်တော့ပါထွက်ခွာသူလေတယောက်ပဲလာစဉ်ကပါပြန်ဗလားထွက်ခွာသူလေတယောက်ပဲလာစဉ်လေပါပြန်လေပါထွက်ခွာသူလေတယောက်ပဲပုဂ္ဂိုလ်ဘယ်နှမျိုးနံပါတ်1ပုဂ္ဂိုလ်ကလာစဉ်ဗလာပြန်ဗလာထွက်ခွာသူလေတယောက်ပဲဟောဒီလူပေါင်းလူဘဝလူလောကကြီးကိုရောက်တဲ့အခါလူချင်းမတူသူချင်းမမြလူလို့ခေါ်တာဗတ္တမေစင်စင်ရဲရဲမွဲမွဲတီတီချုံချုံတဲ့တဲ့ပရိသေလူရန်မစိတဲ့ကျမ်းမာရေးတွေလည်းချို့တယ်ပြီးတော့မှလူပေါင်းလူဘဝကိုအောက်ကျနောက်ကျဘဝမျိုးကိုရောက်လာရတယ်ဆိုတာအတိတ်ဘဝကဒါနတိလပရိသေပါရမီရိတ်ခါပါခဲ့လို့လားမပါခဲ့လို့လားအဲ့တော့ဟောဒီလူလောကကိုလာတော့ကလည်းလက်ထဲမှာလက်ဗလာနဲ့လာခဲ့ပြီပါရမီရိတ်ခါကြီးကုသိုလ်တွေမပါအေးလူကြီးမှာနေပြီးတော့တောက်ကစားကမူရာယုကပျော်တာပါတာနဲ့ဟောဒီလူဘဝကနေပြန်သွားတဲ့အခါကျတော့လေဒါနတိလဘာဝနာကုသိုလ်ရိတ်ခါဘာတစ်ခုမှမပါဘဲနဲ့လာတော့ကလည်းလက်ဗလာနဲ့လာပြီးတော့ပြန်တော့လေပဲလက်ဗလာနဲ့ပြန်သွားရတဲ့လူမျိုးကောလောကပရိသေမရှိဘူးလားအဲ့လိုလူမျိုးဒီလူဘဝရာဂျိုသာသနာနဲ့တွေ့ကြုံနဲ့တယ်လို့ခေါ်လို့ရပါမလားမရပါဘူးနောက်တစ်ခါနံပါတ်1ကလာစဉ်ဗလာပြန်တော့ပါထွက်ခွာသူလေတယောက်ပဲနံပါတ်2ပုဂ္ဂိုလ်ကပရိသေလူဘဝကိုလာတော့ကကုသိုလ်ရိတ်ခါပါရမီမပါဘူးလေလက်ဗလာနဲ့လာတယ်ဘာနဲ့လာဒါပေမဲ့လူဘဝကိုရတဲ့အချိန်မှာသူတော်ကောင်းတွေနဲ့မိဝဲစည်းကပ်တယ်သူတော်ကောင်းတရားတွေနာတယ်ကံကံဤအကျိုးကိုသိမြင်နာလေတယ်ဩငါအတိတ်အကြောင်းမကောင်းခဲ့လို့ဒီပြစ္ဆုတ်ပံအကျိုးပြီးညံ့နေတာအဲ့တော့ငါလက်ဗလာနဲ့လူလောကကိုရောက်လာတယ်ငါအပြန်ခရီးမှာဒါနတိလသမထဝိပဿနာကုသိုလ်ရိတ်ခါတွေငါရအောင်ယူသွားမယ်ငါရဲ့အပြန်ခရီးမှာကုသိုလ်ရိတ်ခါတွေပါအောင်ယူသွားမယ်ဆိုပြီးတော့တက်ဆွမ်းတဲ့နေရာကနေပြီးတော့ပြိတ္တရေကုသိုလ်ကောင်းမှုတွေကြိုးစားအားထုတ်ပြီးတော့အပြန်ခရီးမှာလာတော့ကလက်ဗလာနဲ့လာခဲ့ရပြီမဲ့အပြန်ခရီးမှာကုသိုလ်ရိတ်ခါအထုတ်ပါပြီးတော့ပြန်သွားတဲ့လူမျိုးပေါ်လောကမရှိဘူးလားဒီလိုလူမျိုးဖြစ်အောင်ကြိုးစားရမှာလားကြိုးစားရမှာလားဒီကနေ့နာဂုံကြီးဖောင်ဒေးရှင်းအဖွဲ့သူအဖွဲ့သားတွေအဲ့ဒါအပြန်ခရီးအတွက်ကုသိုလ်ရိတ်ခါထုတ်ပြီးတစ်ပတ်တစ်ခါလာပြီးတော့ဆရာကြီးရဲ့ဥဆောင်မှုအောက်မှာစီစီတုံးလုံးညီညီညွတ်ညွတ်နဲ့လာပြီးတော့အပြန်ခရီးအတွက်ရိတ်ခါထုတ်ပြီးထုတ်နေတာလို့ပြောရင်မမှန်ဘူးလားဒီကနေ့ဆရာလေးတဲ့ကွာကိုတာကဆရာတော်ဘုရားကြီးရဲ့တတိသားသမီးတွေလည်းပဲဆရာတော်ဘုရားကြီးရဲ့လမ်းစဉ်လိုက်ပြီးတော့တို့အပြန်ခရီးအတွက်ဒီကနေ့ရိတ်ခါထုတ်ပြီးလာထုတ်တာဓမ္မသဘင်စင်ရင်ကျက်ပါဓမ္မပူဇာရီလူရန်တဲ့တရားရီနာရီဒီနေ့ဝေယဝိဇ္ဇကိုယ်တိုင်ချက်ကြပြုတ်ကြဟာအကျော်ကြီးကြော်ကြမနှက်ပြန်မုံမုံရင်းကားနဲ့ကိုယ်တိုင်ချက်ပြီးတော့ကိုယ်တိုင်ကတ်မဲ့ဟဲ့ဆိုပြီးတော့ပြိတ္တိဝေကုံကြီးကြလက်ခံလူတွေနဲ့အပင်ပန်းခံဝေယဝိဇ္ဇကုသိုလ်အစပြုတဲ့ကုသိုလ်ရိတ်ခါအထုတ်တွေဒီကနေ့အပြန်ခရီးအတွက်ရိတ်ခါလာစုတဲ့နည်းကိုပြောရင်တော့မရဘူးလားအဲ့တော့နံပါတ်1ကလာတော့ကလက်ဗလာနဲ့လာပြီးမဲ့လို့အပြန်
မှာပရိသေရိခါအထုတ်ပါသွားတဲ့သူမျိုးတဲ့လောကမရှိဘူးလားဒီလိုလူမျိုးဖြစ်အောင်မကြိုးစားတဲ့ဘူးလားကြိုးစားတဲ့နောက်တစ်ခါလည်းသုံးကလာစဉ်ကပါပြန်ဗလာထွက်ခွာသူတွေတယောက်ပဲဟောလူဘဝလာတော့အတိတ်အကြောင်းကောင်းနေအတိတ်ကကုသိုလ်ပါရမီတွေပါလာခဲ့လို့ရွှေလင်မန်းနဲ့အချင်းစီရင်းမွေးတဲ့သာသမီပရိသေတထေသာတထေသမီပု္ပ္ပဇောရုပ်ချောပရိသေလောကအလယ်မှာပြည့်ပြည့်စုံစုံနဲ့လောကကြီးလေးကိုရောက်လာတဲ့သူတွေရောမရှိဘူးလားအတိတ်အကြောင်းမကောင်းခဲ့လို့လားကောင်းခဲ့လို့အားလုံးကြားဦးတဲ့ဒုက္ခနာတော်ဆိုတဲ့တထေသာ၄ယောက်ကြီးပရိသေပု္ပ္ပဇောရုပ်ချောတထေသာတထေသမီတွေပရိသေရိခါအပြည့်နဲ့လူဘဝကိုရောက်ဒါပေမဲ့လို့တောက်စားမူယူပျော်ပါပြီးတော့ရှိထားတဲ့စီးပွားဥစ္စာကိုပရိသေကုသိုလ်လုပ်ဖို့မကြိုးစားပဲနဲ့သူတော်ဘာသားများပြတ်မှာကျူးလွန်စော်ကားအကုသိုလ်တွေလုပ်တောက်စားမူယူခဲ့တော့ဒီဘဝသေပြီးတဲ့အခါပရိသေအပြန်ခရီးမှာရိခါမပါတော့လောဟကုန်ပြီးတန်ရီဘူးငရဲကိုကြည့်တယ်မကြသွားရဘူးလားအဲ့ဒီလိုပုဂ္ဂိုလ်မျိုးသည်လာတော့ကရိခါတို့ပါပြီးတော့အပြန်မှာလက်ဗလာနဲ့ပြန်သွားရတဲ့လူလည်းမတူဘူးလားအလုံးအမတန်လူဖြစ်မရှုံးဘူးလားမနာဘူးလားနာပါလားအေးဒီစင်းရင်နဲ့မပါအောင်လေကိုယ့်ကိုယ်ကိုစောင့်ရှောက်ဖို့မလိုဘူးလားလို့လားအေးအကောင်းဆုံးကတော့နံပါတ်၄ပုဂ္ဂိုလ်လာစင်းလေပါပြန်လေပါထွက်ခွာသူလေတယောက်ပင်ဝိသခါတို့အနန္တပိတောင်းတရာကြီးလို့လို့ပေါ့လူဘဝလာတော့လေအတိတ်ကောင်းမှုကုသိုလ်ပါရမီတွေအထုပ်အထည်နဲ့ပြိဿကြီးမပါလာဘူးလားပါလာခဲ့လားပါလာခဲ့တယ်လူဘဝအသက်ရှင်စဉ်မှာလေဘုရားတရားကြောင်းတရားတွေအဖြစ်ခံယူမိမိတို့ကိုယ်တိုင်လေသောတာပန်တည်အောင်ဝိပဿနာတရားအလုပ်တွေပွားများအားထုတ်ပြီးတော့အပြန်ခရီးမှာလေကုသိုလ်ရိခါတို့တွေအပြည့်နဲ့မပြန်သွားတာလားပြန်သွားတာပုဂ္ဂိုလ်ဘယ်နှမျိုးဟဲ့အာနန္ဒာဘဝခန္ဓာတစ်ခုလက်ခံရရှိလာတဲ့ပုဂ္ဂိုလ်မှန်သမျှသေရာမဆန်းဘူးသေရာဆန်းလားဒါပေမဲ့ဟောဒီလူကြီးကနေအပြန်မှာလက်ဗလာနဲ့ပြန်သွားသလားကုသိုလ်ရိခါအထုတ်ပြီးပါသွားသလားဆိုတာကပြိဿကြီးမဆန်းဘူးလားဆန်းသလားကဲဘုန်းကြီးတို့ရဲ့အနန္တကျေးဇူးတော်ရှင်ကောတာတော်ရဆရာတော်ဘုရားကြီးကိုအာယုံပြုကြည်လိုက်ပါဆရာတော်ဘုရားကြီးရဲ့စိတ်ထဲမှာသောတော်ပဲဆရာလေးရှောက်နေတယ်ကုသိုလ်ပြုဖို့ဒိုင်လူနဲ့ပဋ္ဌာန်းဆက်အကြောင်းဆက်အကျိုးဆက်တွေရှိတော့ဒိုင်လူမှာအနန္တကိုကြီးစေကမ်းမှာဒေါကင်จิตဓမ္မယုံကြီးမှာဘုရားယုံဝါဆင်းလို့တော့နစုတူထားတယ်တူထားတဲ့ဘုရားယုံဝါဆင်းလို့တော်တွေကိုနောက်ထပ်နော်ဖုံမတင်အောင်ဟုတ်လားမိုးရီမထီအောင်မှန်ကြောင်းဆောင်ပြီးလုပ်ဖို့တိုင်းပွားပြိဿကြီးအဒိုင်ဥသွားအောင်မယ်ဒီကောင်းရင်ဒိုင်ဥသွားအောင်မယ်ဝေးရောက်လို့ရှိရင်ဒိုင်ဥကသဝေယနာဆရာတော်ကြီးပြင်ပြီးတော့ညာတရားဝေးဒီထင်းနေတဲ့လုံးအောင်မယ်ဆရာတော်ကြီးရဲ့စိတ်ထဲမှာကုသိုလ်ကြီးပြုဖို့ပဲပြိဿကြီးမရှိနေတာလားရှိနေတာဘုန်းကြီးတို့စဉ်းစားကြည့်ပါလေနောက်ဆုံးပြိဿကြီးခန္ဓာကိုချုပ်ခံပြီးအချိန်အထိဆရာတော်ဘုရားကြီးဟာဒီကုသိုလ်ဇောတွေပဲကုသိုလ်အာယုန်တွေပဲမဖြစ်ခဲ့တာလားဖြစ်ခဲ့တယ်။အေးရောက်လို့ဆရာတော်ဘုရားကြီးသက်ရှိတဲ့တစ်လျှောက်လုံးမှာလည်းပဲပြိဿကြီးဒါနတိလသမထဘာဝနာကုသိုလ်ရိခါတို့တွေပြိဿကြီးသက်တော်80နှစ်သိက္ခာတော်40ဝါတော်40မှာစောင့်ထိန်နေတဲ့တိလကုသိုလ်တွေတမာတိကုသိုလ်တွေပွားများအားထုတ်ခဲ့တဲ့ပညာကုသိုလ်အထုပ်တွေပြိဿကြီးအများကြီးမရှိဘူးလားရှိတယ်ဘုန်းကြီးတို့ဒီမှာတရက်တည်းတနေ့တည်းအဝိဇ္ဇဖြစ်တဲ့ဆွေမရှိလို့မရှိတဲ့ပြိဿကြီးဓမ္မမိတ်ဆွေဓမ္မတန်ရောစင်ဆရာကြီးတန်ရောစင်နဲ့ဘုန်းကြီးတို့ဟောဒီဒိုင်ဥမှာပဲလာပြီးတော့ဆရာတော်ကြီးစိတ်အားထက်ထက်တန်တန်စိတ်ပါလက်ပါနဲ့ပြုတ်ထားတဲ့ကုသိုလ်ကောင်းမှုအထုတ်တွေလည်းအများကြီးမရှိဘူးလားရှိတာဒါကြောင့်မလို့ဆရာတော်ဘုရားကြီးဒီစောစောကပြောပြတဲ့ပုဂ္ဂိုလ်၄မျိုးထဲမှာလာတော့ကလည်းပဲကုသိုလ်ရိခါထုတ်ပြီးပါလို့ဒီဘဝဘုံကံကြီးမားတဲ့သာသနာပြုအကျော်ဆရာတော်ဘုရားကြီးတပါးဘဝကိုမရခဲ့ဘူးလားရခဲ့တဲ့ဘဝကိုလည်းပြိဿရဲ့အကျိုးရှိအောင်အသုံးကျအောင်အသုံးမချသွားတာလားချသွားတာရလို့ဆရာတော်ဘုရားကြီးဒီမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဝေလူဝါဘာမဒီတော်အာနန္ဒာကိုဟောတဲ့ပုဂ္ဂိုလ်၄မျိုးတရားနဲ့တိုက်ကြည့်ရင်သဒုဋ္ဌလာတော့ကလည်းရိခါထုတ်ပြီးပါပြန်တော့လေရိခါတုတ်ဒီပါသွားတဲ့သူတော်ကောင်းကြီးပါလို့ပြောရင်ပြိဿကြီးမမှန်ဘူးလားဆရာတော်ကြီးကသူ့အထုပ်သူ့ပိုက်ပြီးတော့သူ့လည်းသူလျှောက်သွားပြီနော်ဆရာတော်ကြီးရဲ့ထုံနှလုံးပြီးတော့တို့တတိသားတွေကဆိုတော့ပြောခဲ့တယ်လို့မိမိတို့ရဲ့ခန္ဓာကိုယ်မြေအိုးကြီးမပြိုကွဲခင်မှာ
ဆရာတော်ဘုရားကြီးလိုပဲကုသိုလ်ရိတ်ခါထောပတ်စီရီဉာဏ်ဉာဏ်ကြီးစုကြဖို့များများကြီးပြုဖို့ပရိသတ်ကြီးအရေးမကြီးဘူးလားအရေးကြီးသလားဒီတော့မလို့ဆရာတော်ဘုရားကြီးရဲ့ထုံနှလုံးမူပြီးတော့အပြန်ခကြီးအတွက်ရိတ်ခါစုတဲ့ကော့တာကအမျိုးတွေနဲ့တိုင်ဥကအနန္တဘုံကြီးအဖွဲ့သူအဖွဲ့သားတွေကိုကျေးဇူးဆက်ဟောဖို့ပေးထားတဲ့တရားနာမည်ကပါတဲ့ပဲအသေးကောင်းဖို့အသေးလွတ်ဖို့ပြောပါရဲ့လေတရားဟောမဟောရတယ်ကိုယ်တိုင်ရထိုးတော့မယ်ရတယ်ကိုယ်တိုင်ပွဲပြီးအောင်ဟောပြီးမယ်နော်ကြောင့်လို့ပရိသေယဆိုလိုက်ပါပရိသေယခဏရောက်လာဘဝမှာသင်ဘာသမိုင်းရေးခဲ့လေခဏရောက်လာဘဝမှာသင်ဘာသမိုင်းရေးခဲ့လေခဏရောက်လာဘဝမှာသင်ဘာသမိုင်းရေးခဲ့လေအလွတ်ရအောင်ဆိုကြည့်လိုက်နှာခေါင်းတော့သူများအောင်နေရမှာလားကိုကိုနေရလူကောင်လူကောင်ကိုခိတ္တခဏပြီးရောက်တာလူကောင်ကခဏတာရောက်လာတဲ့အချိန်မှာမင်းဘာသမိုင်းရေးခဲ့တယ်လေတို့လောကမှာပြောတယ်လေလူဆိုတာဘသူသမိုင်းဘသူရေးတာကိုသမိုင်းကိုရေးတယ်လို့မပြောဘူးလားဒီကနေ့ဆရာကြီးဦးတန်းမယ်ပရိသတ်ဘုန်းကြီးတို့ကကိုယ်ဆရာကိုယ်တကမြောက်ပြောတာမဟုတ်ဘူးဖြစ်စဉ်တိုက်နေတာဆရာကြီးရေးနေတဲ့သမိုင်းပရိသတ်ကြီးသမိုင်းကောင်းတစ်ခုအတန်းကောင်းတစ်ခုမထိုးနေတာလားထိုးနေတာဒီအဲ့တော့ကိုမေးလိုက်ပါခဏရောက်လာပရိသတ်ကြီးဘဝမှာသင်ပါသမိုင်းရေးခဲ့တယ်လေအဲ့တော့ကိုသမိုင်းကိုရေးကြတဲ့အခါမှာသမိုင်းနှမျိုးရှိတယ်သမိုင်းဘယ်နှမျိုးတစ်မျိုးကအတ္တဟိတသမိုင်းပြောပါတယ်လေနောက်တစ်မျိုးကပရဟိတသမိုင်းပါတယ်လေအတ္တဟိတသမိုင်းနဲ့ပရဟိတသမိုင်းလို့သမိုင်းဘယ်နှမျိုးရှိဒီကနေ့ဆရာကြီးရဲ့ဥဆောင်မှုအောက်မှာဒိုင်လူကနန္ဒဘုံကြီးဖောင်ဒေးရှင်းအဖွဲ့သူအဖွဲ့သားတွေသမိုင်းရေးနေကြတာအတ္တဟိတသမိုင်းရေးနေတာလားပရဟိတသမိုင်းရေးနေတာလားအတ္တမိမိရဲ့ဟိတဆိုတာအကျိုးစီးပွားအတ္တဟိတသမိုင်းရေးတယ်ဆိုတာငါကိုငါနဲ့ငါသားမယားငါမိသားစုကောင်းစားဖို့ဆိုပြီးတော့တန်ဃာရဲငါပြီးတော့ငါနဲ့ငါမိသားစုကွက်ကွက်ကလေးအတွက်ပဲပြိတ္တကြီးဘဝမှာရှာဖွေရုန်းကန်သွားမယ်ဆိုရင်အဲ့ဒါဘာသမိုင်းရေးတာအတ္တဟိတသမိုင်းရေးတာဘာသမိုင်းရေးတာဒီကနေ့လည်းဘုန်းကြီးဖောင်ဒေးရှင်းကအလုံးသောအကျိုးတော်ဆောင်လူကြီးမင်းကြီးဆရာဝန်ဆရာမတွေဒုနာပြုပြီးဝေယဝိဇ္ဇကုသိုလ်ရှင်တွေအနန္တကျေးဇူးတော်ရှင်ကောတာတော်ရဆရာတော်ဘုရားကြီးတို့ရေးသွားတဲ့သမိုင်းကတခြားသမိုင်းကပရဟိတသမိုင်းလားပရသူတော်ဘာတို့ရဲ့ဟိတအကျိုးစီးပွားအတွက်ကိုချိုးမမျောကိုပဲနဲ့ပြိတ္တကြီးအများသူတော်ဘာတို့ရဲ့အကျိုးစီးပွားအတွက်ကိုချိုးကိုစွန့်လွတ်ပြီးတော့မှပြုလုပ်ဆောင်ရွက်တဲ့သမိုင်းကပရဟိတသမိုင်းဘာသမိုင်းသမိုင်းကနမျိုးဘုန်းကြီးတို့နေတယ်ကိုရောက်သွားတယ်ဘုန်းကြီးရဲ့ကျေးဇူးရှင်ဆရာတော်ဘုရားတစ်ပါးကအလုံးအင်မတန်စာပရိသဗ္ဗေပရိယနဲ့ပြည့်စုံတရားတော်လည်းအလုံးကောင်းအဲ့ဒါနဲ့ဘုန်းကြီးရောက်တော့ဆရာတော်မရှိဘူးတော်ကြနေတော့ပြန်လာပါဠိနဲ့ပြန်ရောက်တော့ဆရာတော်ဝိသွားပြီဆရာတော်ဘယ်ကြွလာလဲအေးွားတယ်မြို့ထဲမှာနာယီတရားဟောသွားတာဘောင်းပညာဝရရဲ့တရားနာပေါင်းဟောတာဝါမလေးငါဟောစရာတရားမရှိဘူးတဲ့တရားရှာလို့မရဘူးတဲ့။အော်ဘုန်းကြီးအားပါဆရာတော်ဒီလောက်ဘွဲတွေအများကြီးရပြီဒီလောက်စာပေတက်နေတာဆရာတော်တရားဟောစရာမရှိဘူးဆိုတာဘယ်လိုများဖြစ်ရတာတော့လို့မဟုတ်ဘူးကွာအခုတည်သွားတဲ့သူကဘဝတစ်လျှောက်လုံးမှာရက်ကျိုးကြွားကျိုးမြို့ကျိုးဘာသာအကျိုးသာသနာအကျိုးနော်လူမှုရေးဘာသာရေးသာသနာရေးပရဟိတငါထောက်ပြပြီးတော့ငါကဘယ်လိုကုသိုလ်တက်ရှိစေတော့ငါဘယ်လိုကုသိုလ်တွေလုပ်ခဲ့တာဘယ်လိုပရဟိတအကျိုးတွေဆောင်ရွက်ခဲ့တာဘယ်လိုအများအကျိုးတွေဆောင်ရွက်ခဲ့တာဆိုပြီးတော့သူ့ရဲ့လှုပ်ဆောင်ချက်ကလေးနဲ့ငါကဟပ်ပြီးတော့တရားဟောခြင်းလားတဲ့အဲ့ဒီလိုတရားဟောခြင်းပေမဲ့လို့ထိုပုဂ္ဂိုလ်အကြောင်းဆရာတော်ကြီးသူသည်အတ္တဟိတသမိုင်းမင်း
ရေးခဲ့တဲ့သူဆိုတော့ဆရာတော်ကြီးသူ့အတွက်ပြိတ္တိတရားဟောစေရအကွက်ရှာလို့ရလားဒီကြောင့်လို့သူတော်ကောင်းလို့လူဘဝခဏလာတဲ့အခါမှာအတ္တဟိတသမိုင်းနဲ့ပရဟိတသမိုင်းဘယ်နှမျိုးဘာသမိုင်းရေးချိုးကြရအတ္တဟိတသမိုင်းရေးချိုးတဲ့လူတွေရဲ့နာမည်ဟာပြိတ္တိတုတ်တန်လေအဲ့ဒီလူရောက်လေရောက်လူလေသိနာမည်လေမပြောက်သွားဘူးပရဟိတသမိုင်းရဲ့ကျိုးရွာကျိုးဘာသာအကျိုးသာသနာအကျိုးမြို့အကျိုးရွာအကျိုးသင်ကိုထမ်းဆောင်ခဲ့ကြတယ်ပရဟိတသမိုင်းရေးခဲ့တဲ့သူတော်ကောင်းကြီးတွေကြတော့လူသေးတော်လေပြိတ္တိနာမည်သေးသလားပြိတ္တိဆိုလိုက်ပါကိုကျိုးအတွက်ရေးထိုးချက်ပြောင်းပြတ်သုတ်တန်စီကိုကျိုးအတွက်ရေးထိုးချက်ပြောင်းပြတ်သုတ်တန်စီအများအကျိုးအတွက်ရေးထိုးချက်မပြောက်မပြတ်ပြီးခန္ဓာကိုယ်ဟာခဏတာဒီကပြတ်သွားမည်ခန္ဓာကိုယ်ဟာခဏတာဒီကပြတ်သွားမည်ဂုံကျေးဇူးကပြတ်မသွားရှည်လျာကဘာတီဂုံကျေးဇူးကပြတ်မသွားရှည်လျာကဘာတီတရိရတဂုဏနိသဒုရမစ္ဆန္ဒမန္တရံတရိရံခဏဝိတံတိကပ္ပန္တထာယိနောဂုဏတရိရတသခန္ဓာကိုယ်ကြီးဤ၎င်းဂုဏနိသထိုခန္ဓာကိုယ်ကြီးကိုအမိပြု၍ရအပ်သောဂုဏ်တို့ဤ၎င်းအန္တရံဝိမြာခြားနာခြင်းသည်ဣဇန္တစင်စစ်ဒုရံတစ်ခုနှင့်တစ်ခုအလံဝေကွာလာပါ၏တရိရံခန္ဓာကိုယ်ကြီးသည်ခဏဝိတံတိတခဏခြင်းပင်ပျက်စီးတတ်သောသဘောရှိပါ၏ခုနထိုလောကီလောကုတ္တရာဂုံအပေါင်းတို့သည်ကကပ္ပန္တထာယိနောကတ္တဘာဆုံးအောင်တည်တံ့ခိုင်မြဲသောသဘောရှိကြပါပြီကုန်တော်တည်းဒီပါဠိတော်ကဘာပြောတယ်လဲဆိုတော့ပရိသတ်ရဲ့ခန္ဓာကိုယ်ရဲ့ဂုံရဲ့ဘယ်နှမျိုးခန္ဓာကိုယ်ကြီးဟာအနှစ်တရာမပြည့်ခင်မှာမသိသွားမှလားသိသွားမှာဒါပေမဲ့အဲ့ဒီခန္ဓာကိုယ်ကြီးကိုအရင်တည်ပြီးတော့မိမိတို့ရေးထိုးခဲ့တဲ့ပရဟိတသမိုင်းပိုင်ရှင်တွေကတော့ပရိသတ်ဒီကနေ့နှစ်တွေရာချီကျော်လာခဲ့ပြီပဲလို့လောကမှာကမ္ဘာပေါ်မှာနာမည်တခေါပရိသတ်ကြီးတွင်ကြံနေခဲ့တဲ့ပရဟိတသမိုင်းရှင်တွေပရိသတ်ကြီးအများကြီးမရှိဘူးလားရှိတာဒီတော့မလို့ခန္ဓာကိုယ်ကြီးဟာနှစ်တရာအတွင်းမှာတည်ကြည်ပြီးတော့ပျောက်ပြတ်သွားမှာအဲ့ဒီခန္ဓာကိုယ်မှာတည်ခဲ့တဲ့ဂုံကျေးဇူးတွေကတော့ကျေးဇူးတိတဲ့သူတို့ရဲ့ရင်ထဲနှလုံးသားထဲမှာဘယ်တော့အခါမှပျောက်ပြတ်ခြင်းပြိတ္တိရှိရလားဒီနေ့နာကျေးဇူးရှင်ကောတာတော်ရဆရာတော်ဘုရားကြီးရဲ့ခန္ဓာကိုယ်ကြီးပြိုကွဲပျက်စီးသွားပြီမဲ့လို့ဆရာတော်ဘုရားကြီးရဲ့သူတော်ကောင်းစိတ်တဲ့သူတော်ကောင်းလုပ်ရများနဲ့တကဝဆရာတော်ဘုရားကြီးရဲ့ဂုံကျေးဇူးတို့သည်ကျေးဇူးတိတတ်တဲ့သူတော်ကောင်းသားတွေမှာတပိလိမ္မာတပိလိမ္မာတို့ရဲ့ရင်ထဲနှလုံးသားထဲမှာဘယ်တော့အခါမှပြိတ္တိရေဖြောက်ဖြက်လို့ရနိုင်ပါမလားဒီကြောင့်မလို့ဂုံကျေးဇူးကတော့ကတ္တပါတည်တဲ့၍ကျေးဇူးတိတတ်တဲ့သူတော်ကောင်းတို့ရဲ့နှလုံးသားထဲမှာမတည်မှလားတည်မှလားဒီကြောင့်မလို့လည်းကျေးဇူးကိုပိုင်ရှင်ကောတာတော်ရဆရာတော်ဘုရားကြီးရဲ့ဂုံကျေးဇူးကိုပူဇော်သောအဖြစ်ဘုန်းကြီးဟောမဲ့တရားအသေးကောင်းဖို့အသေးလွတ်ဖို့ပြောပါတယ်လေနော်အဲ့တော့အသေးကောင်းဖို့အသေးလွတ်ဖို့ဆိုတဲ့တရားကတော့ဘုန်းကြီးတို့15မိနစ်လောက်နဲ့ပဲချုပ်လိုက်တော့မယ်နော်နောက်နေ့ကောတာမှာဟောမှအချိန်ဟောမှဖြစ်တော့မယ်ဟုတ်လားပြိလိအချိန်ဒီအချိန်ခါအရာအဲ့တော့တရားဟောနေတဲ့ဘုန်းကြီးကတရားနာရဲ့သူတော်ကောင်းလို့ရောရထားတဲ့ခန္ဓာကြီးကတနည်းနေရမှာလားတည်ရမှာအိမ်တန်ဖြစ်ခြင်းကြောင့်ဘုန်းကြီးတို့သူတော်ကောင်းတို့ကထားရမယ်ဘဝရည်မှန်းချက်ပန်းနိုင်နှစ်ချက်ဘယ်နှချက်လဲနံပါတ်1ကအသေးကောင်းဖို့ဘာဖြစ်ဖို့နောက်တစ်ခါနံပါတ်2ကပြိတ္တိရေအသေးလွတ်ဖို့ဘာဖြစ်ဖို့လဲ
ဘယ်နဲ့ချက်လဲရောက်နေတဲ့ဘုန်းကြီးတော်တရားနာနေတဲ့သူတော်ကောင်းတို့ကိုရထားတဲ့ခန္ဓာကြီးကတတိနေရမှာလားသိရမှာသိပြီးတဲ့အနောက်ငရဲတိရစ္ဆာန်ပိတ်တာအတုရကေဆိုတဲ့အပယ်လေးပုံကကြာသွားရောက်သွားရမယ်ဆိုရင်အဲ့ဒါအတိကောင်းတာလားအတိဆိုးလားသုတိမဏိတေညုံပြီးတဲ့နောက်အပယ်မကြဘဲနဲ့လူပြည်နဲ့ပြည်ဓမ္မပြည်ဆိုတဲ့သူဂတိဘုံဘဝဘုံဌာနကိုရောက်မယ်ဆိုရင်အဲ့ဒါအတိဆိုးလားအတိကောင်းလားတရားဟောနေတဲ့ဘုန်းကြီးတော်တရားနာနေတဲ့သူတော်ကောင်းတို့ကိုရတဲ့ခန္ဓာကြီးဟာတဏိနေမှာဧကံဘုတ်ချနေရမှာလားသိရမှာသိရမှာဧကံဘုတ်ချဖြစ်ခြင်းကြောင့်နံပါတ်1ဒုဘဝရည်မှန်းချက်ပန်းနိုင်တစ်ခုဘိုးဆက်တင်ပေါ့နော်ပန်းနိုင်တစ်ခုထားမယ်တတ်မှတ်မယ်ဆိုရင်နံပါတ်1ဘာကောင်းဖို့အတိကောင်းဖို့အရေးကြီးလားအရေးကြီးလားဆိုလိုက်ပါအတိကောင်းခြင်းညာလူရှင်ဆုံးလင်းကုသိုလ်ပြုကြပါအတိကောင်းခြင်းညာလူရှင်ဆုံးလင်းကုသိုလ်ပြုကြပါအတိကောင်းခြင်းညာလူရှင်ဆုံးလင်းကုသိုလ်ပြုကြပါဆိုလိုက်နှခေါင်းပရိသတ်ရဲ့အသေးကောင်းတဲ့တေခြင်းရင်နံပါတ်1ကုသိုလ်တွေဆုံးအောင်ပြုပါလေဆုံးအောင်ပြုပရိသတ်ရဲ့စောစောပြောခဲ့တယ်ခန္ဓာကိုယ်မြေကိုကြည့်တဲ့မှာကုသိုလ်ကောင်းမှုဒီဟုသောထောပစီအများကြီးတုံပြီးသိသိထားတဲ့ပုဂ္ဂိုလ်တယောက်ဒီကုသိုလ်ကောင်းမှုကြောင့်ပရိသတ်ရဲ့လက်ထက်မှာမြေကိုကင်ထားတယ်ဘာကင်ထားလဲလက်ထက်ကမြေကိုကြကွဲသွားတာနဲ့အဲ့ဒီမြေကိုထက်ပိုကောင်းတဲ့ရွှေအိုးကအစင်နဲ့ရမှာစောင့်နေပြီဆိုတာများသင်္ချာပေါက်သိထားမယ်ဆိုရင်ဒီမြေအိုးကွဲရင်ဘာဝေးရမှာရွှေအိုးရမယ်ဆိုတာကသင်္ချာပေါက်သိနေတဲ့သူဒီအဲ့ဒီမြေအိုးကွဲတဲ့အတွက်ပူဆွေးเสียတောကရောက်เสียလူဒီလားအဲ့ဒီမြေအိုးကွဲမှာကိုကြောက်เสียလူဒီလားဘုန်းကြီးတို့သူတော်ကောင်းလို့နော်တပည့်တော်သိမှမကြောက်ဘူးဗျာမပြောဘူးလားဘုန်းကြီးကပြောနေချင်တယ်နှစ်ဖူးတွေ့ထူးတွေ့မတွေ့သေးဘူးဒီကိုယ်တော်ကတွေ့ခဲ့ပြီးနော်ကိုဘက်မှာနော်ဆရာကြီးကဲလို့ဆရာကြီးလည်းဈေးုံတက်ပြီးတော့မှဦးထွန်းကြီးတို့ကဖုံးဆက်ပြီးတော့ဆရာတော်တို့ဖြစ်နေတယ်ဆိုတော့မှအဲ့ဒါဆရာကြီးကသူလည်းနေမကောင်းတဲ့ကြားလာနေဖုံးနဲ့နမ်းပြီးဘုန်းကြီးကိုလည်းဖုံးဆက်ပေးတယ်ဟိုရန်ကုန်ကကိုဘက်တိုက်တဲ့ရေးကဆရာကြီးရဲ့တပည့်ဘုံမှုဆရာဝန်ကြီးနဲ့လည်းဖုံးနံပါတ်ပြီးမိတ်ဆက်ပြီးတော့မှအဲ့ဒီဆရာဝန်ကြီးနဲ့နော်ဘုန်းကြီးတို့ဖုံးနဲ့ချိတ်ဆက်ပြီးတော့မှတရချာတကသွေးပြီးစေဘဝနေလမ်းပြီးတော့ဘိုင်ဘာနဲ့ပို့ဘိုင်ဘာနဲ့ညွန်ချပြီးတော့မှစောင့်ရှောက်ကုသပေးခဲ့လို့ဘုန်းကြီးတို့တေရင်းကထွက်လာတာ2လလောက်အယူပေါ်အရေးတင်ဖြစ်ခဲ့တာတိုင်းဝတ်လူတွေတိအဲ့တော့အဲ့ဒီလုံးမှဒီပရိသတ်ကြီးတကယ်နော်မလီမနဲ့မိုးလင်းလာရင်ငါတော့တရက်ကြော်လာပြန်ပေါ့မလီဘုရားကိုပြက်ကလေးကြီးခိုးကြည့်ပြီးအမလီဒီနေ့တော့ပရိသတ်ကြီးကြော်ရဲ့ခဲ့မလီဒီနေ့တော့မွေးနေ့ကြော်ပဲဟဲ့တို့အမျိုးကပရိသတ်ကြီးတေးရင်တေးမတေးရင်မွေးနေ့တေးလားအဲ့တော့ကိုယ့်ဘာသာကိုဘယ်သူမှတော့မပြောရဲဘူးပြက်ကလေးကြီးခိုးကြည့်ပြီးတော့ဘယ်အချိန်များတေးသွားမလဲလို့တေးနေနဲ့ဘုန်းကြီးတို့ပပိတ်နဲ့ငင်တွေ့ခဲ့ပြီးပရိသတ်ကြီးသူများတွေကဆရာတို့တရားဟောနေတာတကယ်နှစ်ဖူးတွေဒူးတွေတွေ့တော့မကြောက်ဘူးလားကြောက်အဲ့ဒါစဉ်းစားကြည့်လူတိုင်းတေးမှာကြောက်တယ်နော်ပရိသတ်ကြီးတေးမှာကြောက်တယ်ဆိုတာကလေတကယ်တော့တေးမှာကိုကြောက်တာထက်တေးပြီးတဲ့နောက်ငရဲတိရစ္ဆာန်ပိဋ္ဌာအတုရကေဆိုရဲမကောင်းတဲ့အပယ်လေးပုံကိုကြာသွားမှကြောက်တာကမပုံလားပို့လားဆိုတော့ပြောတယ်လက်ထဲကမြေအိုးကွဲလို့ရွှေအိုးရမယ်ဆိုတာကတေချာပေါက်သိနေတဲ့လူတယောက်ဒီအဲ့ဒီလက်ထဲကမြေအိုးကွဲအောင်ကြောက်စရာလိုသေးတယ်ဟေးငါပြုထားတဲ့ဒါနကုသိုလ်တွေအများကြီးရှိငါစောင့်တည်ထားတဲ့တိဏကုသိုလ်တွေအများကြီးရှိငါအားထုတ်ထားတဲ့သမထကုသိုလ်တွေအများကြီးရှိငါအားထုတ်ထားတဲ့ဝိပဿနာကုသိုလ်တွေအများကြီးရှိဆရာတော်ဘုရားကြီးအနေနဲ့ပြောမယ်ဟာဒါဥမာနော်စေပရိသမင်းကြီးအများကြီးကြားပါရေးဆောင်းရှောင်းမှုပရိသမင်းကြီးစိုက်ပြီးလှူထားတယ်ရဟန်းရှင်လူကြီးတို့များဒီနေ့ဆရာတော်ဘုရားကြီးတက်တော်တင်စားမရှိတော့ဆိုလည်းပဲဘုန်းကြီးတို့ဟောဒီမှာဟောဒီတပါးကြီးရှိနေတဲ့တွေ့ဟောဒီမြို့ကြီးရှိနေတဲ့တွေ့ဟောဒီစင်ကန်ကြီးရှိနေတဲ့တွေ့
ရောက်လာတဲ့မြတ်ဉာဏ်ရှင်ပြည်သူအပေါင်းဘူးမြော်တူးတိုင်ကြီးညိုဖို့ဘုရားရုပ်ပွားကြီးလူရန်ထားတဲ့ပြိဿကုသိုလ်ကြီးမရှိဘူးလားကျိန်မယောမဆရာကြီးဦးသန်းလွင်နဲ့ပူးပေါင်းပြီးတော့စေတန်းကြီးဖွင့်ပြီးတော့မှဝေဒနာရှင်တွေကိုအသက်ပေါင်းများစွာကယ်တင်ထားတဲ့ကုသိုလ်တွေမရှိဘူးလားအေးအဲ့ဒီကုသိုလ်ဒီပြိဿကြီးအောက်ပုံမဲ့တရားလားအထက်တက်မဲ့တရားဒီကုသိုလ်ကောင်းမှုနဲ့တော့ဒီကုသိုလ်အာယုံနဲ့ငါသည်မကောင်းတဲ့အပယ်လေးပုံဘယ်နည်းနဲ့မှမရောက်နိုင်ဘူးငါအတွက်လက်ပြီးဓမ္မပြီးအ ਨੇ ဆုံးပဲလူကြီးလူဘဝဆိုရင်မြေအိုးကွဲသွားတာနဲ့နတ်ဘဝနတ်ခန္ဓာမြမဘဝမြမခန္ဓာဆိုတဲ့ရွှေအိုးကြီးကအစင်လင်းစောင့်နေမယ်ဆိုတာသိပြီဆိုရင်ထိုပုဂ္ဂိုလ်ဒီသေမှာကြောက်အောင်လားဒါဆိုရင်သေမင်းကိုမကြောက်မရွံ့နဲ့ပြုံးပြုံးလေးသေမင်းကိုရင်ဆိုင်လို့မရဘူးလားဒါကြောင့်လူတော်ကောင်းလို့လည်းသေကြရမှာဧကံဘုရားဖြစ်ခြင်းကြောင့်အတိကောင်းမှုမလိုဘူးလားလိုသလားခொနထက်တိုက်ကြီးပေါ်မှာဓာန်တော်ပွေတာကြီးနဲ့အေကုံခန်းကြီးထဲမှာသေတော့လည်းမြို့မျက်နှာဖုံးဆိုတော့တစ်မြို့လုံးရှိသမျှကားဟိုဘက်ညောင်လေးပင်ဘဘိုးကကားတွေကလာပို့တာဟိုမှာနေပိုင်းကတုတ်တန်ရောက်ပြီးကားကမဆုံးသေးဘူးအောင်မလီဥပဒုတို့များအသိလှလိုက်တာတော့အောင်မလီအာသုဘစီလိုက်တာတော့မပြောဘူးလားခொနထက်တိုက်ပေါ်မှာပဲဒီအေကုံကံပေါ်မှာပဲတည်တထောင်လောက်ရှိတဲ့ဓာန်တော်ပွေရာကြီးပေါ်မှာပဲတည်ကားအစီ1000 1000ပဲလိုက်ပို့သေပြီးလို့ငရဲတရိစ္ဆာန်ဖိတ်တာအတုရကေအပေလေးပုံကိုကြားရမယ်ဆိုရင်အဲ့ဒါတည်ခြင်းကောင်းတာတည်ခြင်းဆိုလားတည်ခြင်းပြောတည်ခြင်းကောင်းတာတည်ခြင်းဆိုလားဘုန်းကြီးတို့ဒီ6ရက်ကွယ်ဘောလုံးမင်းကြီးထဲမှာပြီးခဲ့တဲ့15နှစ်နဲ့20လောက်ကဟောမှုတွေတောင်းထိုင်စားတာနော်လမ်းပေါ်ကလူဆိုတဲ့တရားတစ်ပုဒ်ဒီ6ရက်ကွယ်ဘောလုံးမင်းထဲမှာဟောမှုတွေအဲ့ဒီလမ်းပေါ်ကလူဆိုတာဘာဟိယဓာတုစိကိယဆိုတဲ့ခါမှာပြင်ချက်တွေကိုပြိဿရဲ့ကျိုးနဲ့တွဲချီပြီးတော့သူ့ကိုယ်သူရဟန္တာမဟုတ်ပဲရဟန္တာထင်နေတဲ့အဲ့ဒီဘာဟိယဓာတုစိကိယနောက်ဆုံးမြတ်စွာဘုရားဆုံးခံကြွတဲ့လမ်းမှာပဲတရားတောင်းလမ်းမှာပဲတရားနာလမ်းမှာပဲတရားနှလုံးသွင်းတရားမှထုတ်လမ်းပေါ်မှာပဲရဟန္တာဖြစ်ရဟန္တာဖြစ်ပြီးတဲ့နောက်ယဟန်ပြုတ်ပေးပါဗျာဆိုတော့ဟောဒီဘာဟိယအတိတ်တုန်းကသင်္ကန်းလှူမှုတဲ့ကုသိုလ်မပါဘူးအဲ့တော့မြတ်စွာဘုရားအေးဘေကုခေါ်လို့မရတော့မင်းယဟန်ပြုရင်သင်္ကန်းချုပ်ဖို့သင်္ကန်းစာသွားချဆိုတော့ဘာဟိယကအမိုက်ပုံမှာသွားပြီးကိုစာရီစားတွေအဝိတ္တုအဝိစာတွေသွားအောင်နေလုံးမှာဘဝဟောင်းကရန်သူတော်ခဲ့ဘူးတဲ့ဘလူးမာကနွားခန္ဓာကိုပုကပ်ပြီးခွေတက်လိုက်တော့ဘာဟိယဓာတုစီရိယာကြီးမြုပ်လေတော့အမိုက်ပုံထက်မှာဘိုက်ပွင့်ပူပွင့်ပြီးတော့ကိုလူကာယပရိသေမသိဘူးလားအဲ့ဒါမြို့ရဲဆုံးကပြောတဲ့ဉာဏ်တန်လာကြီးတော့လည်းပြောပြီးပုထုဇဉ်ဉာဏ်ကြီးတောင်းဖို့ရောက်တော့စွတ်နဲ့စကားတွေပြောနေတော့မြတ်စွာဘုရားရောက်သင်္ချတာကိုဘာအကြောင်းများစွတ်နဲ့ပြောနေတာမှန်လားပါဗျာမတတော်ကမြတ်စွာဘုရားကိုလမ်းပေါ်မှာပဲတရားတောင်းလမ်းမှာပဲတရားနာခဲ့တယ်ဘာဟိယဆိုဓာတုစိကိယဆိုတဲ့ပုဂ္ဂိုလ်ကြီးအခုနွားပွေခံရပြီးတော့သေပြီဗျာနွားပွေခံရပြီးတော့အမိုက်ပုံထပ်မှာမြေမကောင်းရှုမကောင်းဘိုက်ပွင့်ပြီးသေရတာအသေးဆိုးလိုက်တာဗျာပြိသိပုထုဇဉ်ယဟန်တွေကမလျှောက်ဘူးလားစိတ်သားလူဘာဟိယဓာတုစိကိယဟာအသေးဆိုးတာမဟုတ်ဘူးတဲ့အသေးကောင်းတာဘာကောင်းတာတရားမသိတဲ့ပုထုဇဉ်အမြင်နဲ့ကြည့်ရင်တော့နွားပွေခံပြီးသေတာပြိသိအသေးဆိုးအသေးကောင်းလားအသေးဆိုးလားမြတ်စွာဘုရားကစိတ်သားလူတွေဘာဟိယဓာတုစိကိယဒီအင်္ဂါနိစေစေလေးမှာငါဘုရားနဲ့တွေ့လမ်းပေါ်မှာပဲတရားတောင်းလမ်းပေါ်မှာပဲတရားနာလမ်းပေါ်မှာပဲတရားအားထုတ်ပြီးတော့ယဟန္တာဖြစ်ပြီးတော့မှသိသွားတာဖြစ်ခြင်းကြောင့်ပြိဿသူဒီနိဗ္ဗာန်ကိုဝင်ဆံသွားပြီဖြစ်တဲ့အတွက်ကြောင့်ဘာဟိယဓာတုစိကိယဒီဇိုလာအတိကောင်းလားရှင်းအောင်ရှင်းလားဒါကြောင့်မလို့ပြိဿရေဘုန်းကြီးတို့သူတော်ကောင်းတို့တွေတေချာရမှာဧကံဘုရားဖြစ်ခြင်းကြောင့်တို့ချမှတ်ရမယ်ဘဝပန်းနိုင်နံပါတ်1ဘာကောင်းဖို့အတိကောင်းလို့ဆိုရင်နံပါတ်1ပြိဿရေတခြားစုံအောင်ပြုရမှာလားကုသိုလ်တွေစုံအောင်ပြုရမှာလားယံဆိုပါအတိကောင်းခြင်းညာလူရှင်စုံလင်ကုသိုလ်ပြုကြပါအတိကောင်းလို့ညာလူဖို့စိတ်ကိုစောင့်ရှောက်ပါအတိကောင်းလို့ညာလူဖို့စိတ်ကိုစောင့်ရှောက်ပါမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ပြိဿအို
တထေကြီးအနာတပိန်ကိုဟောထားတာအရခိတတုံးသုံးဆိုတာပရိသေအင်္ဂုတ္တပါဠိတော်ဣကနိဗ္ဗာန်အရခိတတုံးဆိုတာရှိအဲ့ဒီအရခိတတုံးမှာမြတ်စွာဘုရားဘာဟောခဲ့တယ်လဲဆိုတော့စိတ်တွေကဟတတိအရခိတိကာယကမ္မံပိအရခိတံဟောတိဝစီကမ္မံပိအရခိတံဟောတိမနောကမ္မံပိအရခိတံဟောတိပရိသေမြတ်စွာဘုရားကဥပမာပြီးဘုလူမိုးရင်ပရိသေအိမ်တဲ့အိမ်မှာခေါင်မိုးမလုံဘူးဆိုရင်မိုးရီရွာရင်ပရိသေဘာယူမလဲမိုးယူပါများရင်အောက်ကကြမ်းကင်းတွေစင့်တွေပြင်းတွေထုတ်တွေရောက်တွေတိုင်းတွေများတွေမဆွေးမှလားဆွေးမှာဆွေးပြီဆိုရင်အဲ့ဒီအိမ်ကြီးမပြည့်စည်မှလားပြည့်စည်မှာဘာကြောင့်အဲ့ဒီထုတ်ရောက်တိုင်းများတွေဆွေးရတာလဲဘာယူလို့မိုးယူလို့မိုးပါလို့ယုံလာလဲဆိုတော့ခေါင်မိုးလုံလို့လားမလုံလို့ကိုဒီလိုဆိုပါလေဘုန်းကြီးတို့သူတော်ကောင်းတွေရဲ့ခန္ဓာကိုယ်ဒီဟူသောအိမ်ကြီးမှာစိတ်ဟာခေါင်မိုးနဲ့တူတယ်စိတ်ဟာဘာနဲ့တူစိတ်ဒီဟူသောခေါင်မိုးတတိဆိုတဲ့အမိုးနဲ့လုံအောင်မမိုးနိုင်လို့စိတ်ဆိုတဲ့ခေါင်မိုးကနေပြီးတော့ခေါင်မိုးမလုံရင်မိုးရီယိုလိမ့်မယ်ဘာရီယိုမလဲဘာမိုးရီယိုမှလဲဆိုတော့ကိလေသာမိုးရီယိုမှဘာမိုးရီယိုမှသဘောကျစရာနဲ့တွေ့လို့တရားနှလုံးမသွင်းမိရင်လောဘမိုးရီယိုမယ်သဘောမကျစရာကိုယ်စိတ်တိုင်းမကြတာမြင်လိုက်တွေ့လိုက်ရရင်ဒေါသကိလေသာမိုးရီမယိုမှလားယိုမှလားအမှန်မသိရင်မောဟဆိုတဲ့ကိလေသာမိုးရီမယိုမှလားယိုမှလားလောဘတွေဖြစ်ပြီးဒေါသတွေဖြစ်ပြီးမောဟတွေဖြစ်ပြီးဆိုရင်လောဘဥဆောင်တဲ့မကောင်းမှုအကုသိုလ်ကံတွေဒေါသဥဆောင်တဲ့မကောင်းမှုအကုသိုလ်ကံတွေမလုပ်ပြီးမှလားလုပ်ပြီးမှလားအဲ့ဒါခန္ဓာကိုယ်အိမ်ဆွေးပြေပျက်စီးတာလည်းမတူဘူးလားအဲ့ဒီလောဘနဲ့သိတော့ဗိဓာပြေဒေါသနဲ့သိတော့ငရဲပြေမောဟနဲ့သိတော့တိရစ္ဆာန်ပြေဆိုတော့အပေမကြဘူးလားအပေကြပြီဆိုတော့အပေကောင်းမှလားအပေဆိုးသွားမှလားဘာကြောင့်အပေချရတာလဲဘာကြောင့်အသေးဆိုးရတာလဲဆိုတော့အကုသိုလ်တွေလုပ်ပြီးလို့ဘာတွေလုပ်ပြီးလို့ဘာကြောင့်အကုသိုလ်လုပ်နေတာလဲဆိုတော့ကိလေသာမိုးယူလို့ဘာယူလို့ကိလေသာမိုးဘာကြောင့်ယူတယ်လဲဆိုတော့ခေါင်းမိုးမလုံလို့ဘာမလုံလို့ဘုန်းကြီးတို့ရဲ့ခန္ဓာအိမ်ကြီးမှာခေါင်းမိုးဆိုတာတခြားလားစိတ်ဘုန်းကြီးတို့သူတော်ကောင်းတို့ရဲ့စိတ်ကလေးကိုတတိအဆောင်ချပြီးတော့ပရိသေတွေ့ကြုံလာသမျှအာယုန်တိုင်းရဲ့အပေါ်မှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်ကိလေသာမဖြစ်အောင်ကတရားနှလုံးသွင်းလို့စောင့်ရှောက်နိုင်မယ်ဆိုရင်လောဘဒေါသမောဟကိလေသာမိုးတွေယူပါဦးမလားကိလေသာမိုးမယူဘူးဆိုရင်စောစောကမကောင်းမှုအကုသိုလ်ကံတွေလုပ်ပါဦးမလားမကောင်းမှုအကုသိုလ်တွေမလုပ်ဖြစ်လို့စိတ်ကိုလုံခြုံစွာစောင့်ရှောက်လို့အကုသိုလ်မကျူးလွန်ထားရင်အပေကျစရာလိုသေးလားဒါဆိုရင်အတိမကောင်းဘူးလားတော့ဘုန်းကြီးတို့အချိန်မရလို့အနှစ်ချုပ်ကလေးပြောပြီးတယ်နော်ဆိုလိုက်ပါအတိကောင်းလို့ညာလူဖို့စိတ်ကိုစောင့်ရှောက်ပါဒါဆိုရင်အတိကောင်းလို့ဘယ်နှချက်နှစ်ချက်ဘယ်နှချက်လဲအနတ္တကုသိုလ်ကြီးစုံအောင်ပြုအားကိုးလောက်တဲ့ကုသိုလ်တော်ဖြစ်ပါစေနော်အာနာလို့ပြုတဲ့အလှမျိုးကြောက်လို့ပြုတဲ့အလှမျိုးမကောင်းတဲ့လို့ပြုတဲ့အလှမျိုးငါကဒီမှာတော့ပြုလိုက်ရင်ငါတော့အကျိုးနဲ့ပြန်ရမှာပဲဆိုပြီးတော့အကျိုးလို့ပြုတဲ့ကုသိုလ်မျိုးကတော့အတိကောင်းအောင်အားကိုးလို့ရနိုင်ပါမလားစေတနာတရားဖြူဖြူစင်စင်ထက်တဲ့တန်တန်နဲ့တဲလိုက်ပူလိုက်စိတ်ပါလက်ပါပြုတ်ထားတဲ့ကုသိုလ်တွေဟာတေကံကြီးမှာငါမှဒီကုသိုလ်ရှိဒီကုသိုလ်နဲ့မကောင်းတဲ့ဘဝဘယ်နည်းနဲ့မှငါမရောက်နိုင်ဘူးလို့ကိုကုသိုလ်ကိုဖက်တွေ့ပြီးကိုကုသိုလ်ကိုအားကိုးပြီးတော့တေမင်းကိုရေရေကြီးရင်ဆိုင်လို့မရဘူးလားရသလား။ရောက်လို့နံပါတ်1အသေးကောင်းမှုဆိုရင်ပရိသေယကုသိုလ်တွေစုံအောင်ပြုပါနံပါတ်2အသေးကောင်းမှုဆိုရင်တခြားကိုစောင့်ရှောက်ရမှာလားစိတ်ကိုစောင့်ရှောက်ရမှာလား။ပရိသေယကုသိုလ်တွေလည်းပြုထားပါပြီစိတ်ကိုလည်းစောင့်ရှောက်ပါပြီအသေးကောင်းပါပြီဘာကောင်းပြီလဲအတေကောင်းပြီဆိုတော့ဒီဘဝတည်ပြီးတော့ငရဲတိရစ္ဆာန်ပိတ်တာအတုရကေအပေလေးပါရောက်ပါဦးမလားလူကြီးနဲ့ဒီဓမ္မကြီးမရောက်ဘူးလားဉာဏ်ကလေးတစ်ဆင့်တက်လိုက်ရအောင်လူကြီးရောက်လို့လူဘဝဒုက္ခနာကြနတ်ကြီးရောက်လို့နတ်သားနတ်သမီးဖြစ်ဓမ္မကြီးရောက်လို့ဓမ္မကြီးတွေဖြစ်တော်လေပဲတခြားပြန်ရတာလားခန္ဓာပြန်ရခန္ဓာပြန်ရတော့
လက်ဒီပြမာဒီဘလောက်တက်တန်းရှိပါလေပြောပြောတက်တန်းစီလို့ကံကုန်တဲ့တနေ့အဲ့ဒီလက်ဒီပြမာဒီလည်းနေရတာလားသိရဒါဆိုရင်ဒီတော်ဘဝတည်ပြီးတော့အပင်မကြပဲလက်ဒီပြမာဒီရောက်လို့အသေးကောင်းတယ်ဆိုပေမဲ့တန်ခါဝဆင်းရဲ့အိုနာတိဒုက္ခကလွတ်သေးရဲ့လားဒါဆိုရင်လူဘဝရာတော့ဘုရားသာသနာနဲ့ကြုံလို့ထောင်တက်တဲ့နာမီလေးရှိတော့ယုံကြည်မှုတရားတရားလေးရှိတော့ကျေးဇူးတော်ရှင်အကမဟာဗန္ဓိတဘုန်းတော်ဆရာတော်ဘုရားကြီးတို့လူမာစီဆရာတော်ဘုရားကြီးတို့လူစောင်းတော်တဲ့အင်္ဂုကတဲ့ဝိုင်းဝေဘူးဆရာတော်ဘုရားကြီးတို့လူဆရာတော်တမန်တော်ကြီးရဲ့အဆုံးအမတရားတော်တွေပွင့်လင်းနေတော့မှခန္ဓာဉာဏ်ရောက်ဝိပဿနာတရားအလုပ်ပွားများအားထုတ်ပြီးတော့ပြိတ္တိမဉ္ဇဉ်ပူဉ္ဇဉ်ရမှသာလည်းနိဗ္ဗာန်ကိုဝင်ဆံနိုင်မှသာလည်းတခြားဖြစ်မှာလားအသေးလွတ်မှာလားဒါဆိုရင်နံပါတ်1အသေးကောင်းအောင်ကြိုးစားမယ်အသေးကောင်းမှုပြိတ္တိငါသိရင်ဘယ်နည်းနဲ့မှအပယ်မချနိုင်တော့ဘူးလို့သိကြပြီဆိုရင်ဒုတိယတစ်ဆင့်တက်ဘာတော့အောင်လုပ်ရမယ်အတိလို့အောင်ဆိုရင်တခြားတရားအာထုရမှာလားဝိပဿနာတရားအာထုရမှာလားဆိုလိုက်ပါအတိလွတ်လို့သင်္ခါရလောကကိုတုံညာဆိုင်အောင်ရှုမှတ်ပါအတိလွတ်လို့သင်္ခါရလောကကိုတုံညာဆိုင်အောင်ရှုမှတ်ပါဒီတရားကတော့နည်းနည်းနှဆိုင်သွားပြီအဲ့တော့အတိလွတ်ချင်ရင်ဩဃာတလောကတတ္တလောကသင်္ခါရလောကလောက၃ပါးရှိတယ်လောကဘယ်နှပါးလဲသောတော်ရင်းကြီးဟောဒီနိုင်ငံတွေရက်တွေရွာတွေမြို့တွေအိမ်တွေကျောင်းတွေဆိုတာဩဃာတလောကလူတွေလက်တွေမြမာတွေဆိုတာကတတ္တလောကအေးဘုန်းကြီးတို့တရားရှုရမှာကသင်္ခါရလောကဘာလောကသင်္ခါရဆိုအကြောင်းတရားတွေပြုပြင်လို့ပေါ်လာတဲ့တရားမှန်သမျှသင်္ခါရဘုန်းကြီးတို့ဒီလေကုသနာဝန်သားလို့ပြောတယ်ကောတာဆရာတော်ဘုရားကြီးလို့ခေါ်တယ်တကယ်ရှိတာကခန္ဓာဘယ်နှပါးအချင်းချုပ်လိုက်တော့ယုတ်တရားနဲ့နာမ်တရားယုတ်ဆိုတာကံစိတ်ကုသိုလ်အာဟာရဆိုတဲ့အကြောင်းတရား၄ပါးပြုပြင်လို့ပေါ်လာလို့ယုတ်တရားတည်တဲ့သင်္ခါရတရားပရိသေအာယုံ द्वार အကြောင်းတရား၂ပါးတိုက်ဆိုင်ပြုပြင်လို့ပေါ်လာတဲ့နာမ်တရားတည်တဲ့သင်္ခါရတရားအဲ့ဒီအကြောင်းတရားတွေပြုပြင်လို့ပေါ်လာတဲ့ယုတ်နံခန္ဓာဆိုတဲ့သင်္ခါရတရားတွေကိုပရိသေနံပါတ်1မာသလူကယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ဆိုတာအခေါ်ပဲရှိတာတကယ်ရှိတာမရှိဘူးတကယ်ရှိတာကယုတ်တရားနဲ့နာမ်တရားနဲ့ရှိတယ်လို့အဲ့ဒီလိုယုတ်ကိုယုတ်မှနာမ်ကိုနာမ်မှသိအောင်လို့နှလုံးသွင်းဒိဋ္ဌိကိုအသိနဲ့ခွာတစ်ဆင့်တက်ပြီးတော့အဲ့ဒီအရှုခံသဘောယုတ်နံသဘောခန္ဓာလေးတွေကိုတတိယဝိရိယဆိုင်ပညာနဲ့စောင့်ကြည့်လိုက်တော့ရူပခန္ဓာဆိုတဲ့ပေါင်းပြန်တဲ့သဘောခန္ဓာဝေဒနာခန္ဓာဆိုတဲ့ခံစားတဲ့သဘောလေးတွေတင်ညခန္ဓာဆိုတဲ့မှတ်သားတဲ့သဘောလေးတွေသင်္ခါရခန္ဓာဆိုတဲ့ပြုပြင်စိတ်ဆိုတဲ့သဘောလေးတွေဝိညာဏခန္ဓာဆိုတဲ့သိတတ်တဲ့သဘောခန္ဓာလေးတွေကတတိယဝိရိယဆိုင်ပညာနဲ့စောင့်ကြည့်လိုက်တော့ပို့ပြီးတော့မပြောင်းဘူးလားဖြစ်ပြီးတော့မပြောင်းဘူးလားအခုပြစ္ဆုတ်ပံဘုန်းကြီးရဲ့မှာပတ်ကလေးပြတယ်အပြာရောင်ခွက်အစင်းနဲ့ယောဂီတို့မျက်စိနဲ့တိုက်တော့မြင်စိတ်မြင်ခန္ဓာလေးပြစ္ဆုတ်ပံတဲ့မှာမပေါ်ဘူးလားအခုဘုန်းကြီးရဲ့အတန်နဲ့ယောဂီတို့နားနဲ့တိုက်တော့ကြားစိတ်ကြားခန္ဓာလေးမပေါ်ဘူးလားဘုံထံကြားလားရှိသေးလားအခုပဲပေါ်ပြီးတော့အခုပဲဖြစ်ပြီးအခုပဲအေးအဲ့ဒီပြစ္ဆုတ်ပံတဲ့မှာပေါ်လာတဲ့သဘောခန္ဓာလေးတွေကိုဉာဏ်နဲ့စောင့်ကြည့်လိုက်တော့အရှုခံသဘောယုံနာလေးတွေပေါ်ပြီးတော့မပြောင်းဘူးလားဖြစ်ပြီးတော့မပြတ်ဘူးလားအဲ့တော့ဖြစ်တဲ့ဒီမြင်လာမင်းမြင်မှများတော့ကြည်ရင်နဲ့အဲ့ဒီဖြစ်ဒုက္ခပြတ်ဒုက္ခတွေကိုယုံမုံလာမင်းယုံမုံလည်းပဲကြည်ရင်နဲ့နောက်ဆုံးဖြစ်ဒုက္ခပြတ်ဒုက္ခတွေချုပ်ဆုံးပြီးတော့ဖြစ်ချင်းပြတ်ချင်းတွေစိတ်သုံးသွားတာမရှိတော့တာတုံညာဆိုတာမရှိတာကိုပြောတာလေဖြစ်ဒုက္ခပြတ်ဒုက္ခတွေမရှိတော့တာခြားလာနိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်ကိုပြိဿပထမဦးဆုံးတုံညာတစ်လုံးယုံနံဆိုတဲ့သင်္ခါရလောကရဲ့ဖြစ်ပျက်ကိုမြင်ဖြစ်ပျက်ဒီမဟုတ်ဖြစ်ပျက်ရဲ့အဆုံးကိုတုံညတလုံးပထမဦးဆုံးတုံညတစိုက်တော့သောတာပတ္တိမက်စိုက်ပြီးတော့သောတာပန်တည်တယ်။ဘာတည်ပြီ။ပထမတုံညတလုံးမြင်တဲ့အချိန်မှာသောတာပန်တည်တယ်။သောတာပန်တည်ပြီဆိုတာနဲ့ငရဲတိရစ္ဆာန်ပိဋကအတုရကေအပေလေးပုံတကားကြီးအပြီးမပိတ်ဘူးလား။ဒါဆိုရင်သောတာပန်ဒီ30ပုံမှာငရဲတိရစ္ဆာန်ပိဋကအတုရကေအပေလေးပုံမှာအတိမလွတ်သွားဘူးလား
လွတ်သွားတယ်အပြီးတော့မလွတ်သေးဘူးသောတာပန်ဒီလူပြည်လက်ပြည်ဆိုတဲ့ကာမတုဂတိခုနှစ်ဘုံမှာအနည်းဆုံးတစ်ဘဝကနေအများဆုံးခုနှစ်ဘဝကျင်လေရအောင်နဲ့သိရအောင်နဲ့အတိလွတ်ပြီလားအဲ့ဒါဆိုရင်သောတာယုံနာခန္ဓာဆိုတဲ့သင်္ခါရလောကကြီးကိုပဲဒုတိယပြီးจิตဒုက္ခပြဒုက္ခတွေမြင်အောင်အဲ့ဒီဖြစ်ပျက်တွေမုန်းအောင်အဲ့ဒီဖြစ်ပျက်ရဲ့အဆုံးဖြစ်ဒုက္ခပြဒုက္ခမရှိတဲ့တုံညတစ်လုံးကိုဒုတိယပြီးထပ်မြင်လိုက်တော့တဂရကံတိပါတိတယ်တဂရကံတိတော့လောဘဒေါသမောဟတွေတစ်ဖြည်းဖြည်းပူပြီးတော့ပါလာရင်အဲ့ဒီတဂရကံတိသူလည်းပဲဟောဒီလူပြည်လက်ပြည်ကိုတစ်ခါပြန်လာအောင်လေဘယ်နှခါပြန်လာအောင်လဲတစ်ခါပြန်လာအောင်မယ်ဆိုတော့တစ်ခါမသေးရအောင်မလားသေးရအောင်မလားဒါဆိုရင်အသေးအပြီးလွတ်ပြီလားမလွတ်သေးဘူးဒါဆိုရင်ဆက်ပြီးတော့သင်္ခါရလောကလို့ခေါ်တဲ့ဟောဒီယုံနာခန္ဓာရဲ့ဖြစ်ပျက်ကို၃ချိန်မြောက်မြင်အောင်မုန်းအောင်ဆုံးအောင်အားထုတ်လို့တတိယပြီးဖြစ်ဒုက္ခပြဒုက္ခတွေခြုံဆုံးတဲ့တတိယမြောက်၃ညတစ်လုံးစိုက်လိုက်တဲ့အချိန်မှာအနာဂတ်တိပါတိအနာဂတ်တိဆိုရင်လူကြီးကိုလည်းပြန်မလာတော့ဘူးလက်ကြီးမှာလည်းပြန်မလာတော့ဘူးလူကြီးမှာလည်းအသေးလွတ်သွားပြီလက်ကြီးမှာလည်းအသေးလွတ်သွားပြီအနာဂတ်တိဓမ္မကြီးမှာသုဒ္ဓဝါဒ၅ဘုံမှာအနာဂတ်ဖြစ်အောင်မယ်ဆိုတော့သူလည်းပဲအသေးလွတ်ပြီလားဓမ္မကြီးမှာတရားအောင်မယ်အဲ့တော့အနာဂတ်တိလည်းပဲဟောဒီသင်္ခါရလောကလို့ခေါ်တဲ့ယုံနာခန္ဓာတို့ရဲ့ဖြစ်ချင်းပြချင်းကို၄ချိန်မြောက်မြင်အောင်မုန်းအောင်ဆုံးအောင်အားထုတ်လိုက်လို့ဟောဒီသင်္ခါရလောကယုံနာခန္ဓာရဲ့ဖြစ်ပျက်တွေကို၄ချိန်မြောက်ပြိဋိမြင်မုန်းပြီးတော့ဖြစ်ပျက်ဒုက္ခတွေမရှိတော့တဲ့ဖြစ်ပျက်တွေချုပ်ဆုံးတဲ့နိဗ္ဗာန်ကိုသရုပ်ရာမြောက်တုံညကိုမြင်လိုက်တော့အရဟတမတ်အရဟတဖို့စိုက်တော့ဉာဏ်နာဖြစ်ပါလေဘာဖြစ်လဲဉာဏ်နာဖြစ်ပြီဆိုရင်30ဘုံမှာခန္ဓာရစရာလူသေးလား30ဘုံမှာခန္ဓာကြီးនិရောဓနိဗ္ဗာန်ခန္ဓာនិရောဓနိဗ္ဗာန်ဆိုတဲ့အတိုင်းခန္ဓာကြီးချုပ်ပြီဆိုတော့ပူစရာနာစရာသိစရာလူသေးလားအဲ့ဒါဒီခြားလားအတိလွတ်သွားတာလားဆိုလိုက်ပါအတိလွတ်လို့သင်္ခါရလောကကိုတုံညဆိုင်အောင်ရှုမှတ်ပါဒီကနေ့ဘုန်းကြီးတို့ဟောပြီးတဲ့တရားအတိကောင်းဖို့အတိလွတ်ဖို့တဲ့ပြောပါလေလေအတိကောင်းဖို့ရန်အတွက်တခြားတွေစုံအောင်ပြုရမှာလားကုသိုလ်တွေစုံအောင်ပြုရမှာခန္ဓာကိုယ်ကြီးအိုးကြီးမပြိုကွဲခင်မှာကုသိုလ်ပါရမီထောတဲ့အစီအမြန်မြန်ကြီးစုကြဖို့မြန်မြန်ကြီးစုကြဖို့မလိုဘူးလားလာတော့ကအိခါပါခဲ့သည်ဖြစ်စီမပါခဲ့သည်ဖြစ်စီအပြန်ခရီးမှာကုသိုလ်ရိခါတို့တွေအများကြီးပြိတ္တိပါအောင်မကြိုးစားရမှာလားကြိုးစားရမှာအဲ့တော့အတိကောင်းနေရင်နံပါတ်1ကုသိုလ်တွေစုံအောင်ပြုပါနံပါတ်2အရေးကိုကြည်ပါရင်တခြားကိုစောင့်ရှောက်ရမှာလားစိတ်ကိုစောင့်ရှောက်ရမှာလားစိတ်ကိုတခြားနဲ့စောင့်ရှောက်မှာလားတတိနဲ့စောင့်ရှောက်ကိလေသာမိုးမယူအောင်စိတ်ကိုတတိနဲ့စောင့်ရှောက်ပါဒါဆိုရင်ဒီနှစ်ချက်ပြည့်စုံရင်သူတော်ကောင်းတို့အတိမကောင်းဘူးလားကောင်းပါအတိကောင်းရုံနဲ့မတင်းနေနဲ့ဟုတ်အတိကောင်းဖို့လည်းအရေးကြီးတယ်လို့တစ်ဆင့်တက်ဘာလွတ်ဖို့လည်းအရေးကြီးအတိလွတ်ဖို့ဆိုရင်တော့စောစောပြောခဲ့တဲ့ယုံ နံခန္ဓာသင်္ခါရလောကရဲ့တုံညစိုက်အောင်ပြိတ္တရေတခြားတရားအားထုတ်ရမှာလားဝိပဿနာတရားအားထုတ်ရဘယ်တော့မှဒီလိုမဟုတ်ရကြုံတော့ကြုံတဲ့သာသနာနဲ့ကြုံတဲ့အချိန်မှာအသေးကောင်းအောင်အသေးလွတ်အောင်ကြိုးစားစေခြင်းလို့ပရဟိတသမိုင်းရေးထိုးနေကြတဲ့အာလုံတော်သူတော်ကောင်းများကိုဘုန်းကြီးတို့ရသမျှအချိန်လေးနဲ့အနှစ်ချုပ်ပြီးတော့ဟောပြီးတဲ့တရားအသေးကောင်းဖို့အသေးလွတ်ဖို့တဲ့ပြောပါလေလေဆိုလိုက်ပါအသေးကောင်းခြင်းညာလူရှင်ဆုံးလင်းကုသိုလ်ပြုကြပါအသေးကောင်းလို့ညာလူဖို့စိတ်ကိုစောင့်ရှောက်ပါအသေးလွတ်လို့သင်္ခါရလောကကိုတုံညာဆိုင်အောင်ရှုမှတ်ပါအလုံးနဲ့ဣတိယနာကြပြီးတဲ့အချိန်ကစပြီးတော့ကုသိုလ်ကောင်းမှုတွေစုံလင်အောင်ပြုမိမိရဲ့စိတ်ကိုတတိအဆောင်ချစောင့်ထိန်ပြီးတော့အသေးကောင်းအောင်ကြိုးစားအားထုတ်နိုင်ကြပါစေခန္ဓာဉာဏ်ရောက်ဝိပဿနာတရားတွေပွားများအားထုတ်ပြီးတော့ယုံနံဒီဟူသောသင်္ခါရလောကတို့ရဲ့ဖြစ်ဒုက္ခပြတ်ဒုက္ခတွေမြင်အောင်မုန်းအောင်ဆုံးအောင်အားထုတ်၍အသေးလွတ်အောင်ကြည်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်သောသူတော်စင်သူတော်ကောင်းကြီးများ
ဖြစ်ကြပါစေကုန်သတည်းဆက်လက်ယူဆက်လက်ယူအာယုပြုပြီးပူဇော်လို့ဓမ္မပူဇာပထမပူဇာများဖြင့်ဘုန်းကြီးတို့ဒီနေ့ညအားလုံးသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့တူရနိုင်သောဓမ္မပူဇာများသည်သောတော်ဆရာကြီးအောက်ကဥတ္တန်တွင်စတင်ပြီးတော့ရူပီ1000နဲ့မတည်ပေးလိုက်တဲ့ဘုန်းကြီးတို့ရှင်းတဲ့10လပိုင်းနဲ့17လပိုင်းတလမှာအိန္ဒိယနိုင်ငံဗုဒ္ဓဂယာပြည်မြတ်မဟာမှာတွားရောက်ပြီးတော့ဖွင့်ပြမယ်တရားဟောတရားပြမယ်9ရက်တရားစခန်းပွဲတရားမှုတရားဟောဓမ္မဒုဒခရီးစဉ်ခရီးစရိတ်အဖြစ်အာလောပရိသတ်များကဒုဒရရတယ်ဒီလိုအာယုပြုပြီးတော့ဒုက္ခတပေါင်းအစုစုကိုအနန္တကျေးဇူးတော်ရှင်ကောလာတော်ဆရာတော်ဘုရားကြီးအစထားလို့30ဘုံသားတို့ကအမြောက်ရရအောင်မြတ်ဘုံမြတ်ကြောင့်ချမ်းမြအေးကြီးဒေမတိတိရွှေပြည်ထုတ်ချောင်းလမ်းမကောက်ပင်ရောက်ရပါလို့ထိုးထိုးဘဝခြင်းလေးရလေမခဘိဒံယမအပေါင်းမကောင်းမှုသည်များမတွေ့ရပေတဘာဣစ္ဆာမင်္ဂလာကိုရွေကတတိုင်းရစီသောယနေ့ယခုပြုပြုသည်များယဘာကကိုမိဘဆရာညာတကနှင့်ကိုမဆောင်ချေကိုဆောင်တကဓမ္မယုမဆောင်ချေဓမ္မယုဆောင်တကစေကံမဆောင်ချေစေကံဆောင်တကအစာပြု၍အထူးအားဖြင့်လောကီပြည်သောဗလာကျော်ကဘဝနဲ့ကြောင်းရွှေပြောင်းတော်မူသောကျေးဇူးတော်ရှင်ဟောတာတော်ရကြောင်းဆရာတော်သတ္တန္တာပိဇာမဟာတိအာ
သစ္စာထား၍30ဘုံကျင်းနေကုန်သောဝိနည်းများစွာတတဝါအနန္တတို့အားအမြ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 ဒီဝေပါကုန်၏အမြရ၍ကိုယ်စိတ်နှပြဉာဏ်မှာချမ်းသာကြသည်ဖြစ်ကြပါစေကုန်သောကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာအလုံးမြတ်တဲ့ရှိချမ်းမှာစိတ်ချမ်းသာကတိသုံးပါးကျော်လွှားလုံရောက်နိုင်ရပါစေ။ဩဒသာသနံစီရံဣတတုဩဒသာသနံစီရံဣတတုဩဒသာသနံစီရံဣတတုသာဓုသာဓုသာ